တော့ဘယ်အမှုအခင်းအကြောင်းကိုလာရောက်ဆွေးနွေးသုံးသပ်ပေးသွားမလဲဆိုတော့ကျွန်တော်တို့အာရှဘက်ခြမ်းကဖြစ်ပွားခဲ့တဲ့ဂျပန်နိုင်ငံကအမှုအခင်းအကြောင်းတစ်ခုပဲဖြစ်တယ်။မိယာဆာဝါဆိုတဲ့မိသားစုတစုရဲ့မိသားစုတွေအားလုံးတညအတွင်းမှာအကုန်လုံးသုတ်သင်သတ်ဖြတ်ခံလိုက်ရတဲ့အမှုအခင်းပဲဖြစ်တယ်။ဖြစ်ပေါ်ကလူသားသမားကညတညမှာမိယာဆာဝါရဲ့နေအိမ်ကြီးထဲကိုတိတ်ထိုးပြီးတော့မှမိသားစုဝင်အားလုံးကိုညတွင်ချင်းရရဆက်ဆက်တပ်ပြလိုက်တဲ့အဖြစ်အပျက်ပဲဖြစ်တယ်။အမှုအခင်းထဲမှာလည်းရဲလက်တွေ့ရာလုံဆောင်ပစ္စည်းသွေးဆက်စားတဲ့တဲလုံစားမြောက်များစွာကိုချန်ထားခဲ့သေးတယ်။ပုံမှန်အားဖြင့်ဆိုရင်ဒီလောက်တဲလုံစားတွေအများကြီးရထားရင်ရဲတွေကကျူးလွန်သူကိုအလွယ်တကူနဲ့ဖမ်းမိနိုင်လိုက်မယ်လို့ထင်ကြပေမဲ့ဒီအမှုကအဲ့လောက်မလွယ်ပါဘူး။ပြောရမယ်ဆိုရင်ဒီအမှုကဂျပန်လူမျိုးတွေကိုအုံကြွမှုတွေဖြစ်ပေါ်စေခဲ့တဲ့အမှုတစ်ခုလည်းဖြစ်တယ်။ရဲဥယေထောင်နဲ့တောင်းနဲ့ချီပြီးတော့ဒီအမှုကိုလာရောက်ကိုင်တွယ်စစ်ဆေးရပါတယ်။ဒီလိုဆိုရင်ဒီအမှုကနောက်ဆုံးဘယ်လိုပုံစံမျိုးနဲ့အဆုံးသတ်သွားမလဲ။ဂျပန်ရဲတွေကဒီလိုအမှုကိုဘယ်လိုပုံစံမျိုးနဲ့စစ်ဆေးသွားမလဲဆိုတာကိုဒီနေ့ကျွန်တော်တို့ကြည့်ကြရအောင်။မင်္ဂလာပါ China မှာတစ်ဖန်ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီလိုအမှုခင်းအကြောင်းတွေတင်ပြတဲ့နေရာမှာလည်းဘယ်လိုအဖွဲ့အစည်းကမှရည်ရွယ်တိုက်ခိုက်ပြောဆိုမှုလည်းမရှိသလိုစံတန်ရိုင်းဆိုင်စွာပြောဆိုမှုတွေအားလုံးကိုလည်းပိတ်ပင်ပါတယ်။ဒီအမှုတွေကိုတင်ပြရတဲ့အဓိကရည်ရွယ်ချက်ကတော့ဖြစ်ပေါ်ပြီးခဲ့တဲ့အမှုတွေထဲကနေသင်ခန်းစာယူသင့်သလိုယူနိုင်ကြဖို့ရဲ့ထပ်တူအမှားတွေမကျူးလွန်မိဖို့ရဲ့ဒီအမှုခင်းအကြောင်းကိုနားထောင်ရင်းနဲ့ဘုခုတုတစူးစမ်းလေ့လာဖွယ်သင်ခန်းစာယူဖွယ်အနေနဲ့သာနားဆင်ပေးပါလို့မေတ္တာရက်ခံပါတယ်။ဒီတစ်ခါမှလည်း15နှစ်မပြည့်သေးတဲ့ကလေးလူငယ်တွေကိုဒီ podcast ကိုနားဆင်ဖို့မတိုက်တွန်းပါဘူးတကယ်လို့လေ့လာသုံးသပ်မှုအနေနဲ့နားထောင်ရှင်နေဆိုရင်တော့လူကြီးနဲ့တကွနားထောင်ပေးပါလို့အကြံပြုပါတယ်ရှင်။ကဲပါဒါဆိုရင်အမွန်ခင်အကြောင်းအသေးစိတ်အားလုံးကိုစစ်စစ်သုံးသပ်မှုစလိုက်ကြရအောင်။အကြောင်းစုံကိုတော့မိယာစာဝမိသားစုကနေစတင်ရပါမယ်။မိယာစာဝမိသားစုကမိသားစုဝင်လေးဦးနဲ့ဖွဲ့စည်းထားတဲ့ပထမမိသားစုဝင်ရဲ့နာမည်ကတော့မီကီအိုအသက်44နှစ်အရွယ်ရှိပြီးတော့အာနီမေကုမ္ပဏီတစ်ခုမှာနိုင်ငံခြားရေးညှိနှိုင်းရေးမှူးနေရာမှာလုပ်တဲ့လူလည်းဖြစ်တယ်။မီကီအိုကကာတွန်းကားတွေကြည့်ရတာအရင်စိုက်နေတဲ့လူလည်းဖြစ်သလိုသူရဲ့လုပ်ဖော်ကိုင်ဖက်တွေပြောပြပုံအရဆိုရင်မီကီအိုကဖွင့်နေဖော်ရွေတဲ့လူတစ်ယောက်လည်းဖြစ်တယ်။အလုပ်မှာလည်းအလုပ်ကောင်းကောင်းလုပ်နိုင်တဲ့အပြင်သူနဲ့အလုပ်တွေလုပ်ရတာတော်တော်လေးကိုမှအဆင်ပြေတယ်လို့သူလုပ်ဖော်ကိုင်ဖက်တွေကအဲ့လိုမျိုးပြောပြထားပါတယ်။ဒုတိယမိသားစုဝင်အနေနဲ့တော့ယာစုကိုကမီကီအိုရဲ့အမျိုးသမီးလည်းဖြစ်တယ်အသက်40တနှစ်ရှိပြီးတော့သူမကကလေးတွေကိုစတင်ကြပေးနေတဲ့ကျောင်းဆရာမတစ်ယောက်လည်းဖြစ်တယ်။နောက်ပြီးတတိယမိသားစုဝင်ကတော့မီကီအိုနဲ့ယာစုကိုတို့ရဲ့သမီးကြီးနီနာပဲဖြစ်တယ်။နီနာကအသက်8နှစ်ရှိပြီးတော့သူတို့နေတဲ့စေတာကာယာမှာရှိတဲ့အစိုးရကျောင်းတစ်ခုမှာကျောင်းတက်နေတာဖြစ်ပါတယ်။နီနာကတော့ဘယ်လီအကနဲ့စံတရားတရားတာတွေကိုအရန်စိုက်နေတဲ့ကလေးမတစ်ယောက်လည်းဖြစ်တယ်။နောက်ထပ်စတုတ္ထမိသားစုဝင်ကတော့နီနာရဲ့မောင်လေးသူ့နာမည်ကတော့ရေအသက်6နှစ်ရှိပါတယ်ရေကတော့စကားပြောအသက်နေတဲ့ကလေးတစ်ယောက်လည်းဖြစ်တယ်ဒီလိုစကားပြောတဲ့နေရာမှာနှောင့်နေတဲ့ကလေးတွေကြတော့ကျွန်တော်တို့ဈေးဘက်ဆိုင်ရာဘာသာစကားနဲ့ခေါ်မယ်ဆိုရင် speech impediment လို့ခေါ်ပါတယ်ဒါဆိုရင်မိယာစာဝမိသားစုဝင်4ယောက်နဲ့မိတ်ဆက်ပေးလို့ပြီးသွားပြီဆိုတော့အမောခင်ဖြစ်ပွားတဲ့နေ့ကိုမတွားခင်မိယာစာဝမိသားစုရဲ့ပတ်ဝန်းကျင်လူမှုရေးအခြေအနေတွေကိုလေ့လာသုံးသပ်ကြည့်ကြရအောင်ဆဆမှာတော့မီကီအိုနဲ့ယာစုကိုတို့က1980ခုနှစ်ကုမ္ပဏီဆွေးနွေးပွဲအခမ်းအနားတစ်ခုမှာစတင်တွေ့ဆုံခဲ့ကြတာဖြစ်တယ်။အဲ့ဒီကနေတစဉ်သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကိုရှေ့ဆက်တည်ဆောက်လာခဲ့ကြတယ်။အဲ့ဒီနောက်1986ခုနှစ်မှာတော့သူတို့နှစ်ဦးသဘောတူလက်ထပ်ခဲ့ကြတယ်။မီကီအိုနဲ့ယာစုကိုကတော့သူတို့ရဲ့သားသမီးတွေကိုအရန်ကိုမှအသေးစိတ်ကနေစပြီးတော့ခရူးဆိုင်တဲ့ကလေးတွေကိုအရန်ချစ်သားတဲ့စံပြမိပါစပြမိဘကောင်းတွေလို့ခေါ်ရပါမယ်။ဘာလို့လဲဆိုတော့သူတို့အိုက်ကြီးရဲ့အခမ်းအနားရမှာဆိုရင်သူတို့ကလေးတွေအရတိုင်းတဲ့အမအသားလေးတွေကိုတွေ့ရမှာလည်းဖြစ်တယ်။အဲ့ဒါကိုကြည့်ချင်အားဖြင့်သူတို့ကမိဘအနေနဲ့ကလေးတွေရဲ့ဖွံ့ဖြိုးမှုတိုးတက်မှုအသေးစိတ်ကနေအစားလိုက်ပြီးဂရုစိုက်ပေးနေတာကိုမြင်သာမှာပဲဖြစ်တယ်။နောက်ပြီးတော့မိယာစာဝမိသားစုတွေနေတဲ့အိတ်ကြီးအကြောင်းတစ်ချက်လောက်ကြည့်လိုက်ကြရအောင်မိယာစာဝတို့နေတဲ့အိတ်ကသုံးထအိတ်နှလုံးဆဲနေတဲ့အိတ်ဖြစ်တယ်ခုနပြောခဲ့သလိုပဲအိတ်ကြီးကသုံးထအိတ်နှလုံးဆဲနေတဲ့အိတ်ဖြစ်လို့မိယာစာဝမိသားစုတွေကညာဘက်အိတ်ကြီးမှာနေထိုင်ကြပြီးတော့ဘယ်ဘက်အိတ်မှာတော့ယာစုကိုရဲ့မိသားစုဘက်ကလူတွေလာနေကြတာဖြစ်တယ်ဘယ်ဘက်အိတ်မှာဆိုရင်ဟာရုကိုကယာစုကိုရဲ့အမေပြီးတော့အန်ကယာစုကိုရဲ့ညီမပြီးတော့အန်ရဲ့ယောက်ျားရဲ့
ဆိုပြီးတော့လာနေကြပါတယ်။ဒီအိမ်နှလုံးကနံရံချင်းပဲဆက်ကနေပြီးတော့နအိုက်ကြပါတကပေါင်းထဲမှာဆက်သွက်ထားတာလည်းမရှိပါဘူး။နောက်တစ်ခုမိယာစာဝါတို့မိသားစုနေတဲ့မြို့ကအကြံဖက်မှုတွေနဲ့ပါပြီးတော့လုံခြုံမှုရှိတဲ့နေရာတစ်ခုလို့ပြောရမယ်။ဘာလို့လဲဆိုတော့သူတို့နေတဲ့မြို့ကလည်းတကယ်စီကားတဲ့မြို့ပြီးတော့သက်ဆိုင်ရှိတဲ့လူတွေနေတဲ့မြို့လည်းပြောလို့ရပါတယ်။သူတို့နေတဲ့ရပ်ကွက်မှာဆိုရင်အိမ်ခြေ200တောင်ရှိပါတယ်။2000ခုနှစ်မှာရောက်တော့အစိုးရကပြည်သူပိုင်တဲ့ပန်းခြံကြီးချဲ့ထွင်မှုတွေလုပ်လာတော့အဲ့ဒီနေရာတဝိုက်မှာအိမ်ခြေ200ကနေအိမ်ခြေ4လုံးလောက်ပဲကျန်တော့တယ်။ရှားပါးစွာကျန်ရှိနေသေးတဲ့အဲ့ဒီအိမ်ခြေ4လုံးထဲမှာမိယာစာဝမိသားစုဝင်ရဲ့အိမ်လည်းပါနေပါတယ်။လက်ရှိမိယာစာဝမိသားစုရဲ့အိမ်ဆိုရင်ပန်းခြံရဲ့စကိတ်ကွင်းနဲ့ကပ်တဲ့ဘက်မှာတည်ရှိနေပြီးတော့သူတို့အိမ်ကဒီလိုအပိုင်းဖြစ်ပန်းခြံနဲ့နေတော့ပတ်ဝန်းကျင်တဝိုက်မှာဆိုရင်အေးချမ်းငြိမ်သက်မှုတွေရှိပါတယ်။ဒါပေမဲ့စကိတ်ကွင်းနဲ့ကပ်တဲ့ဘက်မှာရှိတော့လူငယ်အဖွဲ့တွေစကိတ်လာစီးတဲ့အချိန်ကျရင်ဆူညံသံဆူဆူရွာရွာဖြစ်ပေါ်တတ်တဲ့အတွက်ကြောင့်မို့လို့ဒီဆူညံသံတွေကသူတို့အိမ်ကိုအနှောင့်အယှက်ဖြစ်စေတယ်ပေါ့။ဒီအချက်ကြောင့်လည်းပဲအိမ်ထောင်ဦးစီးဖြစ်တဲ့မိကီအိုကဒီနေရာကနေအိမ်ပြောင်းရွှေ့ဖို့အစီအစဉ်ရှိလာပါတယ်။ဒါဆိုရင်မိယာစာဝမိသားစုတွေနေထိုင်တဲ့ပတ်ဝန်းကျင်အခြေအနေအနည်းအကျဉ်းကိုလေ့လာပြီးသွားပြီဆိုတော့အကြောင်းအရာဖြစ်ပွားတဲ့နေ့ကိုသွားလိုက်စားရအောင်2000ခုနှစ်ဒီဇင်ဘာလတနင်္ဂနွေနေ့မနက်တခုမှာပဲဟာရုကိုကတစ်ဖက်အိမ်မှာရှိတဲ့သူမသမီးယာစုကိုဖုန်းဆက်ခေါ်ဖို့ကြိုးစားနေတာကနေစတင်ရပါမယ်။နှစ်အိမ်ကြာဖုန်းခေါ်ဆက်သွယ်လို့မရတော့ယာစုကိုမိခင်ဟာရုကိုကလက်လျှော့လိုက်တယ်။နောက်ပြီးသိပ်မကြာပါဘူးခဏနေတော့အဲ့ဒီမနက်ရဲ့10နာရီလောက်အချိန်ရောက်တော့မှတစ်ဖက်အိမ်ကသူမသမီးစီကနေဘာတုံ့ပြန်မှုမှမရတော့သူမအိမ်ရှိကနေထွက်ပြီးတော့သူမသမီးယာစုကိုတို့နေတဲ့အိမ်ဘက်ကိုလမ်းလျှောက်သွားပါတယ်။အစကပြောပြခဲ့သလိုပါပဲဒီအိမ်နှလုံးကနံရံချင်းတော့ဆက်နေပေမဲ့နအိမ်ချင်းဝင်ထွက်သွားလာလို့ရတဲ့တံခါးပေါက်ကမရှိဘူး။ဒီတော့ဒီဘက်အိမ်ရှိကနေထွက်ပြီးဟိုဘက်အိမ်ရှိတံခါးကိုပတ်သွားရတယ်။တစ်ဖက်အိမ်တံခါးရှေ့ရောက်တော့ဟာရုကိုကတံခါးခေါက်ခေါ်တယ်ပေါ့နော်။တံခါးကဘလောက်ပဲခေါက်ခေါ်အဲ့ထဲမှာဘာတုံ့ပြန်မှုတစုံတရာမှမရတော့သူမမှာပါလာတဲ့သူမသမီးအိမ်ရဲ့သော့အပုကိုထုတ်ပြီးတော့အဲ့ထဲဝင်ဖို့တံခါးသော့ကိုခါလိုက်ပါတယ်။မိယာစာဝမိသားစုတွေနေတဲ့အဲ့ပုံစံကတော့မြေညီထပ်မှာဆိုရင်ဧည့်ခံရဲ့ပြီးတော့မိကီဦးရဲ့အလုပ်ခံရဲ့ရှိမယ်။နှစ်ထပ်တက်လိုက်ရင်တော့ရေနဲ့နီနာတို့ရဲ့အိတ်ခံရှိမယ်။သုံးထပ်မှာဆိုရင်ဧည့်ခံနောက်ထပ်တစ်ခုရှိမယ်ပြီးတော့အဝတ်လျှော်တဲ့အခန်းတွေရရှိမယ်အဲ့ဒီကနေထပ်တက်လိုက်ရင်အိမ်ခုံကိုအထက်ရှိအောင်မယ်ဒီအိမ်ခုံကိုအထက်မှာတော့မီကီအိုနဲ့ရာစုကိုတို့အဲ့တဲ့အခန်းလေးဖြစ်တယ်ဒီအိမ်ခုံကိုအထက်ကိုတက်နိုင်ဖို့ကလေကတိကိုအပေါ်ကနေဆွဲချရပါတယ်ဒီတော့ခုနဟာရုကိုကအဲ့ထဲတကတော့ခတ်ပြီးတော့ဝင်လာလိုက်တဲ့အချိန်မှာပဲနှစ်ထပ်တက်မဲ့လေကားဝမှာသွေးအိုင်ထဲလဲလျောင်းနေပြီဖြစ်တဲ့သူမရဲ့သမက်မီကီအိုအလောင်းကိုတွေ့ရပါတော့တယ်အဲ့ဒီအချိန်မှာပဲဟာရုကိုကထိတ်လန့်တကြားဖြစ်ပြီးတော့ကြန့်ရှိနေသေးတဲ့သူမရဲ့သမီးနဲ့မြေတွေကိုလိုက်ရှာဖို့အိမ်ပေါ်ထပ်ပြေးတက်လာပါတယ်အပေါ်ထပ်ကိုဆက်တက်လိုက်တော့မှအပေါ်ထပ်လေကားဝမှာတည်းသူမရဲ့သမီးနဲ့သူမရဲ့မြေနီနတ်တို့နှစ်ယောက်စလုံးရဲ့အလောင်းကိုထိတ်လန့်စရာကောင်းတဲ့သွေးအိုင်ထဲမှာလဲလျောင်းပြီးနေပါပြီသူမရဲ့သမီးနဲ့မြေမလေးကိုအလန့်တကြားတွားရောက်လှုပ်ခေါ်လိုက်တော့မှနှစ်ယောက်စလုံးအေးခဲပြီးအလောင်းတွေတောင်မှနည်းနည်းမှတောင်းနေပြီဆိုတာကိုသိရပါတယ်အဲ့ဒီမှာမယ်ဟာရုကိုကပြရခပြီးတော့အောက်ကိုပြေးဆင်းသွားတယ်နောက်ပြီးတော့ရဲစခန်းစီဖုံးကိုဆူတိုက်ကြလိုက်ပါတော့တယ်နောက်ပြီးရဲခွဲတွေရောက်ရှိလာတော့မှအိုက်ပေါ်တက်ရောက်စစ်ဆေးမှုစတင်ပါတော့တယ်နောက်ထပ်ထပ်မံတွေ့ရှိလိုက်ရတဲ့အလောင်းကတော့မိယာစာဝမိသားစုဝင်အငယ်ဆုံးသားဖြစ်တဲ့ရီပဲဖြစ်တယ်ရီကိုတော့အဲ့ရဲ့နှစ်ထပ်မြောက်သူ့အိတ်ခံထဲမှာတင်တွေ့ရှိပြီးတော့သူ့လက်ပင်ဂျိုးနဲ့ဆွဲသားချင်ခံရတာကိုရဲတွေတွေ့ရှိထားရပါတယ်ခုနပြောခဲ့သလိုပဲမီကီအိုရဲ့အလောင်းကိုတော့နှစ်ထပ်မတက်မင်းလေကားဝမှာတွေ့ရတဲ့နီနာနဲ့ယာစုကိုရဲ့အလောင်းကိုတော့သုံးထပ်မတက်မင်းလေကားအောက်မှာတွေ့ရပါတယ်စစ်ဆေးတဲ့ရဲအဖွဲ့ကအမွန်ခင်းနေရတဝိုင်းမှာဓာတ်ပုံနဲ့တက်တေတွေကိုစုဆောင်းနေပါတယ်။အဲ့ဒီရထားတဲ့တက်တေတွေကိုကားပြီးတော့ဒီအမွန်အခင်းရဲ့ဖြစ်စဉ်အစင်းစင်းကိုပုံဖော်ကြည့်ကြပါတယ်။ရဲတွေခန့်မှန်းချေအရဆိုရင်ဂျူလွန်သူကခြံအုပ်တတိုင်းကိုကြော်တက်လာပြီးတော့မှအဲ့ရဲ့နလွာမြောက်လေဝင်အပေါက်ကနေတစင်းဖောက်ထွင်းဝင်လာတယ်လို့ထင်ရပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီလေဝင်ပေါက်ကိုပိတ်ထားတဲ့အဖုံကဖွင့်ဟကြံရည်နေတာကိုတွေးထားလို့ပါ။ကျူးလွန်သူကအဲ့ထဲဝင်လာနိုင်တဲ့နောက်မှာကလေးနှစ်ယောက်အဲ့တဲ့
အဲ့အခန်းကိုဆက်တိုက်လာမယ်။ဘာလို့လဲဆိုတော့သူဝင်လာတာကနလွာမြောင်ရဲ့လေဝင်ပေါက်မှာပြီးတော့ကလေး2ယောက်အဲ့အခန်းကနှစ်ထပ်မှာရှိနေလို့ပါပဲဖြစ်တယ်။ကျူးလွန်သူကခြေသံဖွားဖွားနဲ့ကလေးတွေအဲ့အခန်းထဲဝင်လာပြီးတော့6နှစ်သားအရွယ်ရီကိုဂျိုးနဲ့လည်ပင်းကပတ်ပြီးတော့ဆွဲတက်လိုက်ပါတယ်။ရီစီကနေရုပ်ကန်တန်ကြားတော့နီနာကရီနဲ့အတူအိတ်နေတယ်ဆိုတော့သူလန့်လို့ပြီးတော့ထအော်လာလိုက်မယ်လို့ထင်ရပါတယ်။အဲ့အောက်ထပ်မှာအလုပ်လုပ်နေစေဖြစ်တဲ့မီကီအိုကနှစ်ထပ်မှာသူ့ကလေးတွေရဲ့အော်တန်ကိုကြားလို့အပေါ်ပြေးတက်လာမယ်။မီကီအိုအပေါ်ပြေးတက်လာတော့မှကလေးတွေရဲ့အခန်းဝမှာထွက်လာတဲ့ဂျူးလုံးသူနဲ့ဆုပ်တော့လက်ထဲမှာဒါအသိကင်ဆောင်ထားပြီးဖြစ်တဲ့လူစုကမီကီအိုကိုအရှိန်နဲ့ဝင်ရောက်တိုက်ခိုက်မယ်သူ့လက်ထဲကဒါနဲ့ပဲမီကီအိုရဲ့ခန္ဓာကိုယ်ပေါ်မှာအချက်ပေါင်းများစွာထိုးပါတော့တယ်ဒါအချက်ဆက်ချက်ပကထိုးခံရတဲ့မီကီအိုကတော့လူစုနဲ့ရုပ်ကန်ရင်းနဲ့လူစုကသူ့ကိုလေကားအောက်မှာတုံချလိုက်ပါတော့တယ်ရဲတွေရဲ့ခန့်မှန်းတွေ့ချေကိန်းအရဆိုရင်မီကီအိုနဲ့လူဆိုတို့အချင်းချင်းတိုက်ခိုက်နေတဲ့အချိန်မှာပဲလူဆိုလက်ထဲကိုင်ဆောင်ထားတဲ့ဒါကနှစ်ပိုင်းကျိုးသွားတယ်။အဲ့ဒီအချိန်လူဆိုကမီကီအိုကိုလေကားအောက်တုံချလိုက်ပြီးနောက်ထပ်လက်နဲ့တစ်ခုထရှာတဲ့အချိန်ပဲဖြစ်ရမယ်။ဆက်စတုံးမှာဘရီနဲ့တခန်းထဲရှိနေတဲ့နီနာကလူဆိုကဘရီကိုတတ်ပြီးတဲ့နောက်မှာနီနာကိုလည်းထပ်မံတတ်ဖို့ကြိုးစားစင်မှာပဲအဲ့အောက်မှာတက်လာတဲ့မီကီအိုရဲ့အတန်ကြောင့်ပဲကလေးမကိုဂျူလုံးတို့ကအရင်လွတ်ထားပြီးတော့အခန်းပြင်ထွက်လာပြီးတော့မီကီအိုနဲ့ထိတ်တိုက်ရင်ဆိုင်တယ်။အဲ့ဒီအချိန်မှာအတန်ရအနေငယ်ရထားတဲ့နီနာကအဲ့ခုံမိုးပေါ်မှာရှိနေတဲ့သူမရဲ့အမေစီကိုဖြည့်တက်သွားလိုက်မယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ခုံမိုးအထက်မှာရှိတဲ့ဇေတိတာဘူးကသွေးစားတွေနဲ့ပြေဆုံးနေတာကိုတွေ့ရပြီးတော့တချို့ဈေးတွေအတုပ်ပြုထားတာကိုလည်းရဲတွေစစ်ဆေးတွေ့ရှိထားရလို့ပါအဲ့ဒီနောက်他们ဖြစ်နိုင်ခြေရှိတာကတော့အဲ့ခေါင်မိုးထပ်မှာနေနာနဲ့ရာစုကိုတာအမိနဲ့ရောက်တိုက်တိုက်လေးခဏပုံနေမယ်အောက်ကအတန်တွေကိုနားဆွင့်နေရင်လည်းခြေနေညိတ်သွားတော့မှရာစုကိုကသူမရဲ့ခင်ပုံဖြစ်သူကိုစိုးရိမ်လာတဲ့စိတ်နဲ့ပဲအောက်ကိုဆင်ကြီးဖို့ကြိုးစားလာမယ်လူဆိုပြန်သွားလောက်ပြီးဆိုတဲ့အထင်နဲ့ပေါ့နော်ဆင်ကြီးလိုက်တော့ကန်ဆိုးစွာနဲ့ပဲလူဆိုကမပြတ်ရသေးပဲနဲ့မင်းဖိုးချောင်းထဲကနေရလာတဲ့ဒါအတိတ်တလက်နဲ့တော့ထတဲ့ဖို့လေကားဝမှာရာစုကိုတို့တာမင်းနဲ့ဆုပ်တော့ရာစုကိုတို့တာမင်းနဲ့ရောက်လေဒါနဲ့ပဲခုတ်ထစ်တပ်ဖြပြလိုက်ပါတယ်ရာစုကိုနဲ့နေနာတို့ကိုတည်ဆုံစေတဲ့ဒါတန်ရတွေကရဲတွေရဲ့ပြောပြချက်ရဆိုရင်အရန်ကိုမမြင်ရက်စရာဖြစ်ပြီးတော့ထိုင်လန်ကြောင်းရုပ်ဖွဲ့ကောင်းပါတယ်တကူလုံးဒါထိုချဲတွေအပြင်ရင်ပွားနဲ့လက်ဘင်းလိုမျိုးနေရာတွေမှာဖြတ်လေချင်းခံရတဲ့တန်ရကြီးတွေနဲ့သွေးဆွဲတန်ညိုမမြင်ရက်စရာပါပဲတဲ့အလောင်းရဲတပ်ပုတ်တွေကိုတော့ရဲတပ်ဖွဲ့မှပိတ်ပင်ထားခြင်းခံရပါတယ်။တာဝါမိသားစုတစုလုံးတပ်ဖြတ်ခံရတဲ့တဲ့တင်ထွက်ပေါ်လာတော့ဂျပန်တနိုင်ငံလုံးမှာရှိတဲ့လူတွေအားလုံးကိုထိုင်လန်တုတ်လို့သွားစေပါတယ်။ဒီတဲ့တင်ဆိုးကိုကြားသိလိုက်ရတဲ့မီကီအိုရဲ့မိန်ခင်တောင်မှတတိလိပြီးလဲသွားတဲ့အထိဖြစ်သွားစေပါတယ်။ဒီအမုံကိုကင်သွဲစစ်ဆေးနေတဲ့ရဲမုံကတော့ထာကေချီအမည်ရှိတဲ့ရဲမုံတူပဲဖြစ်တယ်။နောက်သူပြန်ပြောပြတာကတော့ဒီလောက်ရဲရဲဆဲဆဲနဲ့လူတွေကိုတတ်နိုင်တဲ့လူသားသမားကစိတ်မမှန်မှုတွေရှိလိုက်မယ်လို့သူအဲ့လိုကောက်ချက်ချပါတယ်ပြီးတော့စီစီမုံအရမင်းရစာဝမိသားစုရဲ့အဲ့ဖုတ်ဂျိုကလည်းအဖြတ်ခတ်ထားရတယ်နောက်ပြီးမင်းရစာဝမိသားစုပင်တွေရဲ့ကိုရီကိုတာပစ္စည်းတွေဖြစ်တဲ့ဒိုင်ယာရီမဆုစာအုပ်တို့ ID ကမပုတ်တင်ကပြီးတော့ပစ္စည်းဝယ်တဲ့စလီတချို့နဲ့အတူအခန်းရဲ့စပွဲခုတ်တစ်ခုပေါ်မှာဂျူလုံးသူကလာရောက်စုပုတ်ချထားတာကိုလည်းတွေ့ရှိထားရပါတယ်နလွာမြောက်အထက်ရဲ့ရေချိုးခန်းတစ်ခုမှာတော့မီကီအိုရဲ့ကုမ္ပဏီနဲ့သက်ဆိုင်တဲ့စာရွက်စာတမ်းတွေရဲ့တခြားရာစုကိုရဲ့စာသင်ကြားခွင့်စာရွက်စာတမ်းတွေရဲ့နောက်ပြီးတော့ရေခဲမုတ်အခွန်ပလတ်စတစ်အဲ့တစ်ခုကိုလည်းရေချိုးကန်ထဲမှာတွေ့ရှိကောက်ရထားပါကျူးလွန်သူကအဲ့ထဲကနေရန်ငွေနှစ်သိန်းကိုလည်းယူဆောင်သွားပါသေးတယ်အဲ့ဒီရန်ငွေနှစ်သိန်းကရာစုကိုရဲ့ငွေဖြစ်ပြီးအဲ့တန်ရောက်ကလေးတွေကိုစာသွားတင်ပေးတဲ့စာတင်ကြီးလည်းဖြစ်တယ်ရဲတွေကမင်ကီအိုနဲ့ရာစုကိုသူနှစ်ယောက်စလုံးရဲ့ပက်ဆန်အိတ်ထဲကိုဖွင့်စီကြည့်လိုက်တော့သူတို့ရဲ့ပက်ဆန်အိတ်တွေကဗလာချင်းဖြစ်နေတာကိုတွေ့ရပါတယ်။ဒီတော့ရဲတွေရဲ့သုံးသပ်ချက်အရဆိုရင်ဒါဟာဓမြတိုက်တဲ့အမုန်းပဲဦးတည်သွားစေတယ်။ဒါပေမဲ့တချို့သက်သေအထောက်အထားကလည်းဓမြတိုက်မှုနဲ့အနေနဲ့စန့်ကျင်စေပြန်ပါတယ်။ဘလို့အချက်တွေလဲဆိုတော့ဥပမာအားဖြင့်ဗန်စာအုပ်တို့လိုမီယာဇာဝါရဲ့အဲ့အောက်ထပ်အန်ဆွဲထဲမှာငွေသားတချို့လည်းရှိနေသေးတဲ့အပြင်နောက်ပြီးတော့တခြားအဲ့ထဲမှာရှိတဲ့လက်ဝတ်ရတနာတွေလည်းကျူးလွန်သူကအဲ့ဒါတွေကိုဘာတစ်ခုမှငွေနောက်ယူဆောင်မသွားပါဘူးဥပမာအစင်စားကြည့်ပေါ့ဓမြတိုက်တဲ့
အမုန်းသာဖြစ်ခဲ့မယ်ဆိုရင်ကျူးလွန်သူကမိယာစာဝါမိသားစုဝင်တွေကိုခြိမ်းခြောက်ပြီးတော့ဘဏ်ထဲကငွေအများကြီးကိုသွားထုတ်ခိုင်းစေရင်တောင်မှလုပ်ခိုင်းလို့ရတယ်။ဒါပေမဲ့ဒီမှာတော့ဓမြတိုက်မှုနဲ့ကွာသွားစေတဲ့အရာကတော့အဲ့လိုမျိုးခြိမ်းခြောက်ပြီးတော့ငွေညှစ်ယူမှုတွေမရှိတဲ့အပြင်ယန်းငွေ2သိန်းကိုသာယူပြီးတော့ကျူးလွန်သူကအခွန်ငွေတစ်ခုလိုပျောက်သွားပါတော့တယ်။ကျူးလွန်သူမွေနှောက်သွားတဲ့မီကီအိုရဲ့ကုမ္ပဏီစာရွက်စာတမ်းတချို့ကိုလည်းကျူးလွန်သူကဖတ်ရှုသွားတဲ့ပုံစံအထောက်အထားလည်းတွေ့ရှိရပါတယ်။ထူးခြားတာကတော့မီကီအိုရဲ့ကုမ္ပဏီစာတမ်းတွေကကန်ဂျီဆိုတဲ့ဂျပန်ဒေသခံဘာသာနဲ့ရေးသားထားလို့ပဲဖြစ်တယ်။ဒါဟာဘာကိုဖော်ပြသလဲဆိုတော့ဒီဘာသာကိုဖတ်ရှုနိုင်တဲ့လူကဂျပန်လူမျိုးအစစ်ဖြစ်ရမယ်။ဂျပန်လူမျိုးပဲဖြစ်ရမယ်။နောက်ပြီးကန်ဂျီဘာသာစကားကိုကောင်းကောင်းရေးသားဖတ်ရှုနိုင်တဲ့လူဆိုရင်9နှစ်လောက်တော့သင်ယူရပါမယ်။ဂျပန်နိုင်ငံမှာဆိုရင်ဒီကန်ဂျီဘာသာကိုကျောင်းစာနဲ့အတူအခြေခံဘာသာစကားတစ်ခုအနေနဲ့သင်ကြားပေးနေတာပဲဖြစ်ပါတယ်။ပြီးတော့အဲ့နှစ်ထပ်မြောက်ရဲ့အခန်းတစ်ခုထဲမှာလည်းကျူးလွန်သူအဝတ်အစားလို့ထင်ရတဲ့ဆွဲသားလက်စေ့တစ်ထည်ကိုလည်းရဲတွေထမှန်တွေ့ရှိရပါသေးတယ်။အဲ့ဒီလက်ရှည်အင်ကြီးဟာသွေးစွန်းသွေးစတွေနဲ့စုံလင်ခဲ့ပေမဲ့အဝတ်ပြဲရာပေါက်ရတွေမတွေ့ရတော့ဒါဟာကျူးလွန်သူရဲ့အဝတ်လို့ရဲတွေယူဆပါတယ်။နောက်ပြီးကျူးလွန်သူရဲ့အတုအဆောင်ဖြစ်တဲ့အုတ်ထုပ်အမဲရောင်အတွေ့အထည်ဘဲကောင်းစိမ်းရောင်တဲ့ပတ်ပဝါခါချိတ်တဲ့အိတ်အမဲရောင်လက်အိတ်သစုံအမဲရောင်မျက်နှာတုပ်ပဝါနှစ်ထည်ရဲ့ပြီးတော့အဲ့တွင်အဲ့ပြင်ပပလဲမှာလည်းကျူးလွန်သူရဲ့ဖနာရမြောက်များစွာကိုရဲတွေကတွေ့ရှိရပါသေးတယ်။ထမြောက်ရဲ့လေဝင်ပေါက်အနာတဝိုက်အဲ့ထဲရောအဲ့ပြင်မှာရောကျူးလွန်သူခြေရာတွေကထူးထူးထပ်ထပ်တွေ့ရှိရတာကတော့ကျူးလွန်သူဝင်လာတဲ့အချိန်မှာရောပြန်ထွက်သွားတဲ့အချိန်မှာပါဒီလေဝင်အပေါက်ကိုပဲအသုံးပြုထားတယ်လို့ဆိုနိုင်ပါတယ်။ခြေရာတွေကိုကြည့်ချိန်အားဖြင့်ကျူးလွန်သူရဲ့တွာလာပုံကစစ်သားတွေရဲ့တွာလာလှုပ်ရှားပုံနဲ့လည်းတူနေပါသေးတယ်။မိယာစာဝအိမ်မှာရတဲ့မျက်နှာတုပ်ပဝါတစ်ခုနဲ့လည်းကျူးလွန်သူကသူ့ရဲ့သွေးကိုလည်းတုပ်ပြီးတော့ပစ်ထားပါသေးတယ်။နောက်ပြီးအဲ့တွင်တခွင်လုံးနေရအနောက်မှာလည်းကျူးလွန်သူရဲ့သွေးဆက်တချို့ကိုလည်းတွေ့ရှိရပါတယ်။အဲ့ထဲမှာရတဲ့စေတစ်တာထဲကစေနဲ့ပတ်တီကိုလည်းကျူးလွန်သူကထုတ်ယူတုပ်သွားပုံရတယ်။ပြီးတော့သွေးစပါတဲ့ပတ်တီကိုလည်းခြံထားသေးတယ်။အမုန်းခင်ထဲမှာတွေ့ရှိထားတဲ့မိယာစာဝမိသားစုဝင်တို့ရဲ့သွေးမဟုတ်တဲ့ကျူးလွန်သူရဲ့သွေးလို့ထင်ရတဲ့သွေးကိုယူပြီးတော့ရဲတွေက DNA စစ်ဆေးမှုပြုလုပ်ပါတော့တယ်။သွေးစစ်ဆေးမှုရဲ့ရလအားဖြင့်ကျူးလွန်သူကအေသွေးရှိတဲ့ယောက်ျားတစ်ဦးဖြစ်ပြီးတော့အဲ့ဒီထက်ပိုနဲ့ဆိုင်အောင်ထပ်မံစစ်ဆေးတော့သွေးထဲမှာဘာမှညှိစေမှမတွေ့တဲ့အပြင်ဆေးလိုက်လည်းမတောက်တဲ့လူဆိုတာကိုသိရပါတယ်။ခင်ဖြစ်ပွားတဲ့နေရာထဲမှာဆိုရင်သွေးစွန်းနေတဲ့ပတ်တီတစ်ခုကမီကီအိုရဲ့နှုတ်ပို့ပေးမှာပစ်ထားပြီးခန့်မှန်ချက်အရတော့ကျူးလွန်သူကမီကီအိုနဲ့တိုက်ခိုက်ရုံကြတော့မှပဲဒဏ်ရာတချို့ရသွားတာလည်းဖြစ်နိုင်တယ်။ဆိုးရွားစွာဖြစ်ပေါ်ခဲ့တဲ့အမှုအခင်းတရားကိုကြည့်ခြင်းအပြင်ရဲတွေကတော့ကျူးလွန်သူဟာတယောက်မကရှိနေနိုင်တယ်လို့ထင်ရပေမဲ့ခြေရာသွေးစစ်တို့ကိုစစ်ဆေးခြင်းအပြင်ကျူးလွန်သူတူထဲသာရှိနေတယ်လို့တက်သေးတွေကဖော်ပြနေပါတယ်။ကျူးလွန်သူဟာမိယာစာဝမိသားစုအားလုံးကိုတပ်ဖြတ်တုတ်တင်ပြီးွားတဲ့နောက်ချက်ချင်းကြီးထွက်ပြေးတိတ်ဆောင်သွားတာမျိုးမဟုတ်ပဲလူတေအလောင်းတွေနဲ့ပြည့်နေတဲ့အိတ်ထဲမှာ10နာရီကြာအောင်ရှိနေခဲ့သေးတယ်လို့ရဲတွေအဲ့ဒီလိုခန့်မှန်းထားပါတယ်။ရဲတွေပါလို့အဲ့လိုခန့်မှန်းရတယ်လဲဆိုတော့ဆိုဖာပေါ်မှာလူအိပ်နေတဲ့တက်တေတွေထမင်းစားခန်းထဲမှာလည်းအစာတောက်ရှာဖွေစားတောက်နေတဲ့တက်တေတွေကြန့်ရှိနေတာပဲဖြစ်တယ်။ကျူးလွန်သူစားတောက်သွားတာကတော့တံပယူစီလက်ဖက်ရည်လေးဘူးရဲ့ရေကဲမုတ်လေးခွက်ရဲ့ရေကဲမုတ်ခွက်လေးရဲ့အဲ့အခုတွေကိုတော့အဲ့ရဲ့နေရအနက်မှာပြန်ကောက်တွေ့ရပါတယ်။ပလတ်စတစ်အဲ့အခုတွေကိုအဲ့ခန်းမှာတစ်ခုနှစ်ထပ်မှာရှိတဲ့ရေချိုကန်ထဲမှာတစ်ခုတစ်ထပ်မှာရှိတဲ့မီကီအိုရဲ့အလုပ်လုပ်တဲ့ခုပ်ပေါ်မှာနှစ်ခုကောက်ရတယ်။အဲ့ဒါခွက်တစ်ခုထဲမှာတော့မစင်စွန့်ထားပြီးရေဖွင့်မချပဲခြံထားတဲ့အညစ်အကြေးတစ်ခုရေကူးနေတာကိုလည်းတွေ့ထားပါသေးတယ်။ခန့်မှန်ချက်အရအဲ့ဒီညရဲ့ည10:45မိနစ်လောက်မှာတော့မိယာစာဝမိသားစုတွေအားလုံးကတက်ရှိထင်ရှားရှိနေအောင်မဲ့။ဘာလို့လဲဆိုတော့ည10:45မိနစ်မှာပဲမီကီအိုကသူ့ရဲ့ကိုယ်ပိုင်အီးမေးလ်မှာလျှို့ဝှက်နံပါတ်နဲ့ဝင်ရောက်သုံးစွဲနေတယ်လို့အီးမေးလ်မှာအချိန်ဖော်ပြမှုကြန့်ရှိနေပါတယ်။ယာစုကိုရဲ့မိခင်ဖြစ်တဲ့ဟာရုကိုကည17:30မိနစ်လောက်မှာတော့သူမသမီးအိမ်ဘက်ကနေဒုတ်ခနဲ့ထိခတ်တန်တစ်ခုကြားရသေးတယ်။ရဲတွေရဲ့ခန့်မှန်းချက်အရည17:30မိနစ်30ဝန်းကျင်မှာပဲကျူးလွန်သူကလှုပ်ရှားမှုပြုလုပ်နေတဲ့အချိန်ပဲဖြစ်မယ်။မိုးတောက်1:18မိနစ်မှာတော့
မီကီအိုရဲ့ကွန်ပျူတာနဲ့အချက်အလက်တွေဝင်ရောက်ရှာဖွေနေတာကိုဖော်ပြနေပါတယ်။မီကီအိုကုမ္ပဏီနဲ့သက်ဆိုင်တဲ့အချက်အလက်တွေကိုအင်တာနက်အမှတဆင့်ရိုက်ရှာထားတဲ့အထောက်အထားတွေနောက်ပြီးတော့မီကီအိုရဲ့ဘဏ်ကတ်နဲ့အွန်လိုင်းမှာရောက်ရှင်လက်မှတ်ဖြတ်ဖို့စ조사နေတဲ့သက်သေတွေလည်းတွေ့ရသေးတယ်။မီကီအိုရဲ့ကွန်ပျူတာဟာဘယ်အချိန်နောက်ဆုံးအသုံးပြုထားသလဲလို့ရဲတွေထပ်မံစစ်ဆေးတော့ဒီဇင်ဘာ31ရက်နေ့ရဲ့မနက်10:00နာရီဖြစ်နေတာကိုပြသနေပါတယ်။နောက်ဆုံးတစ်ခါအသုံးပြုမှုကတော့ကွန်ပျူတာရဲ့ mouse ထိလှုပ်ခြင်းခံရလို့ကွန်ပျူတာမှန်သားမျက်နှာပြင်အလင်းပြလာရုံသာဖြစ်ပါတယ်။ဒီလိုဆိုတော့ကျူးလွန်သူဟာတညလုံးဒီအိတ်ထဲသွားလာနေထိုင်နေတဲ့အပြင်မနက်10:00နာရီလောက်ရောက်မှဟာရုကိုကအိတ်ရှိတကာကိုလာခောက်တဲ့အချိန်ကြမှသူထွက်ပြေးတိတ်ရှောင်သွားတယ်လို့ထင်ရတယ်။အဲ့ဒီညရဲ့ည7:30မိနစ်မှာဘယ်ဘဲအိတ်ကဟာရုကိုနဲ့အန်တိုကြားလိုက်ရတဲ့အဲ့ဒီထိခတ်တံကတော့ဘာအတန်ဖြစ်နိုင်လဲလို့ရဲတွေပြန်လဲစမ်းသပ်ကြည့်တော့မှအိတ်ခေါင်မိုးအထက်ရဲ့လေကားဆွဲချတံပဲဖြစ်ပါတယ်။အမှန်တော့သူတို့အိမ်နဲ့အိမ်ရဲ့ကြားခံနိုင်ရန်ကအတန်လုံတဲ့နိုင်ရန်ထူဖြစ်ပေမဲ့အဲ့ဒီညရဲ့လေကားဆွဲချတံကတကယ်ပြင်းထန်နေလို့ပဲအတန်လုံနိုင်ရန်ကိုတောင်မှပွင့်ပေါက်ထွက်လာနိုင်တယ်ဆိုတာကိုကြည့်ပြီးတော့သိနိုင်ပါတယ်။အဲ့ဒီအတန်ကြာပြီးတဲ့နောက်မှာတော့နောက်ထပ်ဘာအတန်မှလည်းထမကြာရတော့ဟာရုကိုကအဲ့ဒီညတနာရီလောက်မှာအရာဝင်သွားပါတယ်။အရာအလုံးကညိတ်တဲ့ပြီးပါမတင်ကာမှုတွေမှာထမရှိတော့ပါဘူးပုံမှန်လိုပါပဲတဲ့။ဒါတွေအလုံးကတော့ဒီအမှုမှာတွေ့ရှိမေးမြန်းထားတဲ့အချက်အလက်အလုံးပေါ့။ဒီတစ်ခါမှာတော့အမှုစစ်ဆေးနေတဲ့အပိုင်းကိုပြန်လည်ကြည့်ကြရအောင်။ထပြီးအသိပေးချင်တာတစ်ခုကတော့ဂျပန်နိုင်ငံဟာအမှန်တော့လုံခြုံမှုတကယ်မြင့်မားတဲ့နိုင်ငံတစ်ခုပါ။ဒါပေမဲ့1990ခုနှစ်လောက်မှာတော့နိုင်ငံစီးပွားရေးကျဆင်းမှုပြဿနာနဲ့ကြုံနေရတော့နိုင်ငံအတွင်းပြည်ပအလုပ်သမားတွေဝင်ထွက်သွားလာမှုများလာတယ်။ဂျပန်လူမျိုးတော်တော်များများကတောင်အလုပ်လက်မဲ့တွေဖြစ်လာပါတယ်။အဲ့ဒီတော့ခိုးဝှက်လုယက်မှုတွေပိုမိုဖြစ်ပွားလာပါတယ်။ပြည်ပကနေဝင်လာတဲ့လူတွေများပြားလာတာနဲ့အမျှဂျပန်နိုင်ငံရဲ့လူမျိုးရေးဘာသာရေးနဲ့ဖျက်သိမ်းမှုတွေအနည်းငယ်ဖြစ်လာစေပါတယ်။ဒီအမှုဖြစ်ပွားတဲ့2000ခုနှစ်ကာလရောက်တော့ဂျပန်နိုင်ငံရဲ့ရာဇဝတ်ကျူးလွန်မှုရာခိုင်နှုန်းဟာ1990ခုနှစ်နဲ့စာရင်တော့12.5ရာခိုင်နှုန်းပိုမိုမြင့်မားလာပါတယ်။ရာဇဝတ်ကျူးလွန်မှုတွေမြင့်မားလာသလောက်ဂျပန်ရဲတွေရဲ့စွမ်းဆောင်ရည်ဟာရာဇဝတ်မှုနဲ့အညီမြင့်မားလာမှုမရှိပါဘူး။ထမှန်ရှင်းလင်းရမယ်ဆိုရင်တော့1990ခုနှစ်မရောက်မီကာလတွေမှာတော့နိုင်ငံရဲတွေရဲ့စွမ်းဆောင်ရည်နဲ့ကျင့်ဝတ်တွေကတကယ်လေးစားဖို့ကောင်းပါတယ်။ရာဇဝတ်ကျူးလွန်တဲ့လူဆိုလူမိုက်တွေကိုလည်းလက်လွတ်ပေးရိုးမရှိဘူး။ပြီးတော့ရဲတို့ရဲ့ကျင့်ဝတ်ကောင်းတွေနဲ့ပြည့်စုံနေပါတယ်။နိုင်ငံစီးပွားရေးကျဆင်းမှုနဲ့ပျက်သုဉ်းလာတဲ့လူနေမှုနဲ့အတူနိုင်ငံရဲတပ်ဖွဲ့လည်းကျင့်ဝတ်ပျက်ပြားမှုတွေရှိလာတယ်။လာဘ်ပေးလာဘ်ယူမှုတွေများလာတယ်။အဲ့လိုလာဘ်ထိုးမှုတွေကြောင့်ရဲတချို့ဟာလည်းလူဆိုးဂိုဏ်း၊ယာကုဇဂိုဏ်းတွေရဲ့ကာဗာဖြစ်လာတယ်။အဲ့ဒီကာလလောက်မှာဆိုရင်ပြည်သူတွေလည်းရဲတွေအပေါ်ယုံကြည်အားထားမှုမရှိတော့သလောက်ပဲ။2000ခုနှစ်ဖြစ်ပွားခဲ့တဲ့ဒီအမှုဟာပြည်သူတွေကိုအင်မတန်မှစိုးရိမ်တုန်လှုပ်သွားစေခဲ့ပါတယ်။ပြည်သူတွေရဲ့ယုံကြည်အားထားမှုမရရှိတော့တဲ့ရဲတွေကလည်းဒီအမှုနဲ့ထမှန်ကြုံတော့အမှုကိုမရမကပိုင်နိုင်ရမယ်ဆိုတဲ့ဖိအားတွေပိုမိုများပြားခဲ့ပါတယ်။အဲ့ဒါကြောင့်မို့လို့ဒီအမှုကိုကိုင်တွယ်တဲ့ရဲမှူးကြီးထာကေချီကလည်းဒီလိုရက်ရက်စက်စက်ကျူးလွန်သွားတဲ့အဲ့ဒီလူသတ်သမားကြီးကိုရှိသမျှရဲအဖွဲ့အင်အားနဲ့ရအောင်ဖမ်းပေးပါမယ်လို့ပြည်သူအားကတိပြုထားလိုက်ပါတယ်။ဒီအမှုရဲ့ဖြစ်စဉ်အစအဆုံးကိုသိရအောင်ရဲတွေဘယ်ကနေစတင်စစ်ဆေးခဲ့သလဲဆိုတော့အမှုဖြစ်ပွားခဲ့တဲ့ဒီဇင်ဘာ31ရက်မတိုင်မီဒီဇင်ဘာ30ရက်နေ့နေ့လယ်ပိုင်းလောက်မှာမီယာဆာဝါမိသားစုဝင်တွေကဘယ်မှနေပြီးတော့ဘာတွေလုပ်နေခဲ့သလဲဆိုတဲ့နေရာကနေစတင်စစ်ဆေးပါတော့တယ်။30ရက်နေ့နေ့လယ်ပိုင်းလောက်မှာတော့မီယာဆာဝါမိသားစုကချီတိုဆက်ခါရာဆူယာမာစတေးရှင်းအဲ့ဒီရထားကိန်းနာမှာရှိတဲ့ကုတ်တိုင်းတစ်ခုမှာဈေးဝယ်ထွက်ကြပါတယ်။သူတို့ရဲ့အိမ်နဲ့2ကီလိုကျော်အကွာအဝေးမှာပဲတည်ရှိနေတဲ့ကုတ်တိုင်းတစ်ခုဖြစ်တယ်။သူတို့မိသားစုအဲ့ဒီကုတ်တိုင်းကနေတဆင့်ညနေ6နာရီလောက်မှာမနီးမဝေးသူတို့အိမ်နဲ့1.9ကီလိုလောက်သာဝေးတဲ့ဆယ်ကျူကာဂိုယေမီစတေးရှင်းရထားကိန်းနာကတခြားကုတ်တိုင်းတစ်ခုမှာထမှန်သွားရောက်ဈေးဝယ်ပြီးမှအိမ်ပြန်သွားကြပါတယ်။ညနေ9နာရီမတိုင်မီမှာတော့မီယာဆာဝါမိသားစုတို့အိမ်ပြန်ရောက်လာကြပြီးယာစုကိုကဘေးချင်းကပ်နေတဲ့အိမ်မှာနေတဲ့သူမရဲ့အမေဟာရုကိုအားညနေစာအိမ်မှာလာရောက်သုံးဆောင်ဖို့ဖုန်းဆက်ခေါ်ဆယ်ကျူည9နာရီခွဲအချိန်လောက်ရောက်တော့နီနာရဲ့ notebook မှာအင်တာနက်ပေါ်မှာတဆင့်ထုတ်လွှင့်တဲ့ကလေးတွေကြီးတဲ့အစီအစဉ်တစ်ခုကြည့်ရှုထားသေးတယ်ဆိုတာကိုအချိန်ကပြသနေပါတယ်
ည10:45မှာတော့ဖခင်ဖြစ်သူမီကီအိုကသူ့ကွန်ပျူတာမှာသူတယောက်ထဲသာသိတဲ့အီးမေးလ်ရဲ့ password နဲ့ login နေတယ်ဆိုတာကိုကြည့်ခြင်းအားဖြင့်အဲ့ဒီအချိန်ထိမိယာစာဝမိသားစုတွေတုတ်တင်ခြင်းမခံရသေးဘူးဆိုတာကိုသေချာသတ်မှတ်နိုင်တဲ့အချက်ပဲဖြစ်တယ်။ဒါဟာမိသားစုဝင်တွေနဲ့သက်ဆိုင်တဲ့နောက်ဆုံးတွေ့ရှိတဲ့လှုပ်ရှားမှုပဲဖြစ်ပါတယ်။ရဲတွေကမိယာစာဝမိသားစုနဲ့နိုင်ကပ်မှုရှိတဲ့ဆွေမျိုးပေါင်းတင်တငယ်ချင်းတွေအားလုံးကိုလက်လံစစ်ဆေးမေးမြန်းမှုတွေစတင်ပြုလုပ်ပါတော့တယ်။မိယာစာဝမိသားစုနဲ့ပတ်သက်ပြီးဘာမတင်ကမှုတွေတွေ့ရှိခဲ့ဘူးလေပြီးတော့သူတို့မိသားစုကဘသူပဲပါတွေနဲ့အထင်များခဲ့ဖူးပြီးတော့ရန်ညွှန်းရန်စားတွေရှိခဲ့ဘူးလေဆိုတဲ့အချက်တွေကိုအဓိကထားပြီးရဲတွေကစတင်စုံစမ်းမေးမြန်းပါတယ်။အနင်ကဆွေမျိုးတိုင်းဝိုင်းတငယ်ချင်းတွေပြောဆိုချက်အရတော့မိယာစာဝမိသားစုဟာအေးအေးချမ်းချမ်းနဲ့ပဲဘယ်သူနဲ့မှလည်းပြဿနာမရှိသလိုမီကီအိုရဲ့လုပ်ဖော်ကိုင်ဖက်တယောက်စီကနေသူ့ရဲ့ပြောပြချက်အရလည်းမီကီအိုဟာအလုပ်ထဲမှာအားလုံးနဲ့ဆက်ဆံမှုပြေလည်တဲ့အပြင်သူကလုပ်ရည်ခံရည်ပြီးဆိုတဲ့အရန်တော်တဲ့လူတစ်ယောက်လည်းဖြစ်သေးတယ်။တမအားစီဝါမကျတဲ့အလုပ်တွေနဲ့ပတ်သက်မှုကင်းရှင်းတဲ့လူတစ်ယောက်လည်းဖြစ်တယ်။နောက်ထပ်မီကီအိုရဲ့ဒဏ်ရာရည်စာအုပ်ထဲမှာရဲတွေသွားစစ်ဆေးကြည့်ပြန်တော့လေစိတ်ဖိစီးမှုဒါမှမဟုတ်ပြဿနာတစ်စုံတစ်ခုရေးသားဖွင့်ဟထားတာတွေလည်းမတွေ့ရပါဘူး။အမွန်ခင်မဖြစ်ပွားမီတပတ်လောက်အလိုမှာတော့မီကီယိုကသူ့အိမ်နားမှာရှိတဲ့စကိတ်ကွင်းမှာလာရောက်ကစားကြတဲ့လူငယ်အုပ်စုတစုနဲ့စကားများထားတာရှိတယ်လို့ရဲတွေကအဲ့လိုအချက်အလက်ရရှိထားပါတယ်။စကိတ်ကွင်းကသူ့အိမ်နဲ့နေတော့စူညံတန်တွေကအနောက်အရှက်တော်တော်လေးတော့ဖြစ်ပေါ်ရပါတယ်။အဲ့ဒါကြောင့်မီကီယိုကအဲ့ဒီလူငယ်အုပ်စုကိုအတန်အနှဲငယ်ရှော့ချဖို့တွားရောက်တတိပေးတာကနေစကားများမှုရှိပါတော့တယ်။နောက်ပြီးတော့လည်းဆိုင်ကယ်ပြိုင်စီးတဲ့လူငယ်အုပ်စုနောက်တစ်ဖွဲ့နဲ့လည်းမီကီယိုကစကားများထားပါသေးတယ်။ဆိုင်ကယ်စီးတဲ့လူငယ်အုပ်စုကတော့သူတို့ကလက်နက်တွေကိုပါကင်ဆောင်ထားတဲ့နယ်ခံအဖွဲ့လူဟာမျိုးတွေပေါ့။မီကီအိုရဲ့အိုင်နီနာပတ်ဝန်းကျင်မှာဆိုင်ကယ်စီးတဲ့အဖွဲ့ကလာရောက်စုရုံးပြီးစူညံတာတွေရှိလို့မီကီအိုကဒီနားမှာလာမစုကြဖို့တတိပေးရင်းနဲ့မှာအဲ့ဒီလူငယ်အဖွဲ့ကလည်းခါဆွဆွတွေပဲမို့သူတို့နဲ့စကားများကြဖူးပါတယ်။အမောခင်ဖြစ်ပွားမယ်ရဲမတိုင်မီ9ရက်အလိုမှာတော့ရာစုကိုကသူမအိမ်ရှိဝန်းကျင်နေရတဝိုက်မှာကားတစ်စီးကတမိတကလာပြီးတော့ရက်နေလေးရှိတယ်။ကားရနိုင်တဲ့တခြားနေရာတော်တော်များများရှိနေတာကိုဘာလို့ဒီမှာကားလာရနေရတယ်လဲပေါ့။တယောက်ယောက်ကများသူမတို့အိမ်ကိုအရိပ်အမွတ်လာရောက်အကဲခတ်နေတယ်လို့အဲ့ဒီလိုနဲ့စိတ်မသက်မသာဖြစ်စေလို့သူမဖခင်ဖြစ်သူကိုဒီအကြောင်းပြောပြတာတွေရှိခဲ့ဖူးပါတယ်။အမှုအခင်းမဖြစ်ပွားမီဒီဇင်ဘာ29ရက်နေ့မှာမျက်မြင်သက်သေတယောက်ပြောပြသလောက်အဲ့ဒီနေ့မှာဆိုရင်တဲလပိုင်ယောက်ျားတဦးကမိယာစာဝမိသားစုတို့နေတဲ့အိမ်ရဲ့ဘေးပတ်လည်တွေမှာလိုက်လံကြည့်သလိုလိုနဲ့တွေ့ခဲ့ပါသေးတယ်။ဒီဇင်ဘာ29ရက်မှာတော့မျက်မြင်သက်သေနောက်တယောက်ကဆယ်ကျူခါကွေမေရထားကိတ်ရဲ့အနီးတစ်ဝိုင်းမှာရဲတွေဖော်ပြထားတဲ့လူသားသမားရဲ့အဝတ်အစားလိုမျိုးအုတ်ထုပ်ကအစဝတ်စားစီရင်မှုတူတဲ့လူတယောက်ကိုမမရရသတိထားတွေ့ရှိခဲ့တယ်လို့ပြောပြလာပါတယ်။အဲ့ဒီနေ့ရဲ့နောက်တစ်နေ့ဒီဇင်ဘာ30မှာတော့မိယာစာဝမိသားစုတို့ကဆယ်ကျူခါကွေမေရထားကိတ်နာမှာလာရောက်စီဝဲတဲ့နေ့လည်းဖြစ်နေသေးတယ်။နောက်ထပ်အချက်လက်တစ်ခုကတော့အဲ့ဒီ29ရက်နေ့မှာပဲစာချီမီဓာရောင်တဲ့ဆိုင်တစ်ဆိုင်မှာစာချီမီဓာတစ်လက်ကိုတက်လာပိုင်းယောက်ျားတစ်ယောက်လာရောက်ဝယ်ယူသွားတာရှိတယ်လို့ဆိုင်ရှင်ကမှတ်သားထားတာရှိပါတယ်။သူတို့ဆိုင်မှာရောင်းတဲ့စာချီမီဓာဟာ2000ခုနှစ်ထဲမှာဓာပေါင်း1500လောက်သာပြုလုပ်ရောင်းချတာလည်းဖြစ်တယ်။ဒီဇင်ဘာ30ကိုပြန်လာကြည့်ရမယ်ဆိုရင်အဲ့ဒီနေ့မှာလည်းလူသားသမားဝတ်စားဆင်ရင်မှုပုံစံမျိုးနဲ့တူတဲ့လူကိုမယာစာဝအိမ်နဲ့1.5ကီလိုသာဝေးကွာတဲ့ဆဲခါရယထာကိတ်မှာတွေ့ရှိတဲ့မျက်မြင်သက်သေလည်းရှိခဲ့သေးတယ်။အမှုခင်ဖြစ်ပွားပြီးတဲ့နောက်ရဲတွေထမှန်တွေ့ရတဲ့မသင်္ကာမှုပေါင်း3ခုရှိပါသေးတယ်။ပထမတစ်ခုကတက္ကစီသမားရဲ့ပြောပြချက်အရဒီဇင်ဘာ30ရက်နေ့ည12နာရီလောက်မှာမယာစာဝမိသားစုအိမ်နဲ့ကပ်လျက်ရှိတဲ့ပြည်သူ့ပိုင်အပန်းဖြေပန်းချန်နာမှာလူငယ်တစုကိုတွားရောက်ကြိုခဲ့ပါတယ်တဲ့။အဲ့ဒီလူငယ်အဖွဲ့ကသူတို့ဒီနားမှာအနည်းဆုံးရှိတဲ့ယထာကိတ်ကိုပို့ပေးဆိုပြီးတော့တက်စီသမားလည်းဒီနားမှာအနည်းဆုံးယထာကိတ်စီပို့ပေးလိုက်တယ်။အဲ့ဒီလူငယ်အဖွဲ့ကပေါ့ဆင်းသွားတဲ့နောက်တက်စီသမားကသူ့ကနောက်ခုံမှာသွေးဆက်တချို့ကြားချန်နေတာကိုတွေ့ရပါတယ်။ဒါမဲ့လည်းအဲ့ဒီကားထိုင်ခုံရဲ့နောက်ထိုင်ခုံမှာကြားချန်နေတဲ့သွေးဆက်ကွက်ကြီးကိုရဲတွေစစ်ဆေးမှုလုပ်တော့သွေးတွေမဟုတ်ပဲချောကလက်အရည်ပေးချန်နေတဲ့နေရာသာဖြစ်တယ်ဆိုတာကိုတွေ့ရပါတယ်။ဒုတိယမသင်္ကာမှုကဒီဇင်ဘာ31ရက်နေ့ရဲ့ညတနာရီ2နာရီအချိန်လောက်မှာအမျိုးသမီးတဦးက
ကားမောင်းရင်းမရဇာဝမိသားစုအိမ်နာကပန်းချံအနားဖြတ်မောင်းလာတော့သူမကားရှေ့မှာလူတစ်ယောက်ကရုတ်တရက်ကားလမ်းဖြတ်ကူလို့သူမကားဘရိတ်အုပ်ပြီးမှသူမတိုက်မိမလို့ဖြစ်သွားတဲ့လူကိုဆင်ကြည့်တော့အဲ့ဒီလူကသူ့ရဲ့ဘယ်ဘက်လက်ဖမိုးပေါ်မှာဒဏ်ရာရထားတာတွေ့ရပြီးလက်ဖွားတစ်ခုလုံးကသွေးတွေနဲ့ပေလူးနေတာကိုသူမသတိထားမိပါတယ်။အဲ့ဒီလူကသူမကားပေါ်ဆင်းလာတာကိုမြင်တော့အာကမခံဘဲနဲ့ထပြေးသွားပါတယ်။ဒါတရားမသင်္ကာမှုတစ်ခုကတော့ဒီဇင်ဘာ30ရက်မနေ့9နာရီအချိန်မှာအသက်30စွန်းစွန်းယောက်ျားတစ်ဦးကအမုန်းခင်ဖြစ်ပွားရာနေရာနဲ့120ကီလိုဝေးတဲ့ထိုနိုမင်ကိုရထားကိန်းမှရှိတဲ့ဈေးခန်းတစ်ခုမှာဝင်ရောက်ပြီးတော့သူ့ရဲ့ညာဘက်လက်ဖက်ဝါးမှာဓားဒဏ်ရာရထားလို့ဈေးခန်းထဲမှာရှိတဲ့ဝန်ထမ်းကအနာကုဈေးထည့်ပေးပါတယ်။လက်ဖက်ဝါးထဲရတဲ့ဓားရာကကျယ်ပြီးအသားထဲကအယိုအစီးကိုတောင်မြင်ရတဲ့အထိနဲ့တယ်လို့ဈေးထည့်ပေးတဲ့ဝန်ထမ်းကပြောပြပါတယ်။အဲ့ဒီလူရဲ့နာမည်ကိုရေးကိုတာပါအချက်လက်တစ်ခုမှာဈေးခန်းဝန်ထမ်းကစစ်ဆေးမေးမြန်းထားတာမရှိခဲ့သလိုအဲ့ဒီမတင်ကားတဲ့လူကလည်းသူ့လက်တံရဟာဘယ်လိုနဲ့ရလာခဲ့တာလဲအဲ့လိုပြောပြတာတွေလည်းမရှိဘူး။တန်ရာကဈေးထက်ပြီးစီးသွားတဲ့နောက်ဈေးခန်းဝန်ထမ်းကိုသာကျေးဇူးတင်ပြီးသူကထွက်သွားပါတယ်။ဒီအချက်လက်တွေအားလုံးကတော့ရဲတွေအမုန်းအခင်စစ်ဆေးစုံစမ်းခိုင်းရရှိထားတဲ့မတင်ကားသူတွေပဲဖြစ်ပါတယ်။အမုန်းအခင်စုံစမ်းစစ်ဆေးတော့မှာအမှုမပိတ်နိုင်သေးတဲ့အချိန်မှာပဲမိရဇာဝမိသားစုတွေရဲ့အလောင်းကိုမိန်တချို့ဖို့အချိန်ကြာလာပါပြီ။ဆွေမျိုးတိုင်ဝိုင်းတွေကတော့ဝမ်းနဲ့မစုံပူဆွေးနေကြပါတယ်။မီကီအိုရဲ့မိခင်ကတော့စပနာပွဲကိုဝီချဲပေါ်ထိုင်ပြီးတော့မှတက်ရောက်လာရပါတယ်။ရာစုကိုရဲ့မိသားစုတွေကလည်းဘေးချင်းကပ်တဲ့အိမ်မှာမနေထိုင်တော့ပဲသူတို့ပြောင်းရွှေ့ထွက်လာလိုက်ပါတယ်။ရာစုကိုရဲ့မိခင်ဟာရုကိုကတော့သူမအိမ်နဲ့နိုင်ရန်တစ်ခုသာခြားတဲ့အိမ်မှာဒီလောက်ဆိုးရွားတဲ့တပ်ဖြတ်မှုဖြစ်ပွားနေတာကိုတတိမထားမသိရှိခဲ့လို့ဟာရုကိုကသူမအပြစ်တင်တဲ့စိတ်နဲ့ဒေါကတွေရောက်ပြီးကိုဆေးတောက်ပြီးအဆုတ်စင်ရင်ဖို့အထိလှုပ်ခဲ့ပါသေးတယ်။အမုန်းခင်ဖြစ်ပွားရာတအိမ်လုံးမှာတွေ့ရှိခဲ့တဲ့ဂျူးလွန်သူရဲ့လက်ပွေရာကိုယူပြီးတော့ဂျပန်နိုင်ငံရဲ့ရာဇဝတ်မှုဂျူးလွန်ဖူးသူ database လက်ပွေရာတွေနဲ့နှိုင်းယှဉ်လိုက်တော့ဘယ်လက်ပွေရာနဲ့မှကိုက်ညီမှုမရှိတာကိုပြသနေပါတယ်။အဲ့ဒီနောက်ရဲတွေကမိယာစာဝမိသားစုနေထိုင်တဲ့နေရာတစ်ဝိုက်ကလူတွေရဲ့လက်ပွေရာတွေကိုတွားရောက်တောင်းဆိုစုဆောင်ပြီးစစ်ဆေးမှုလုပ်ပါတယ်။အဲ့ဒီလိုစစ်ဆေးမှုလုပ်ပြီးတော့လေဒီနားတစ်ဝိုက်ကလူတွေရဲ့လက်ပွေရာဟာအမုန်းအခင်းထဲရရှိထားတဲ့ဂျူးလူသူရဲ့လက်ပွေရာနဲ့လုံးဝကိုက်ညီမှုမရှိတာကိုတွေ့ရပါတယ်။တက်တေတွေထဲမှာမှအိုက်တာခွက်ထဲကြံ့နေတဲ့မစင်တုပ်ကအစရဲတွေစစ်ဆေးမှုလုပ်တော့ဒီမစင်တုပ်ဟာတေဆုံသူတို့ရဲ့အစာအိတ်ထဲမှာကြံရှိနေတဲ့အစာအစာတွေနဲ့ကိုက်ညီမှုမရှိတော့ဒီအညစ်အကြေးဟာဂျူးလွန်သူရဲ့ဥစ္စာပဲဖြစ်ရမယ်လို့ရဲတွေအဲ့လိုကောက်ချက်ချပါတယ်။မစင်ကိုပဲဓာခွဲခန်းတဲ့တေချာဓာခွဲမှုပြုလုပ်လိုက်တော့မှအဲ့ဒီထဲမှာနန်နဲ့ဘဲစိတ်ဓာတ်တွေများပြားနေတာကိုတွေ့ရပါတယ်။ဒီအချက်နဲ့ရဲတွေပြန်လဲသုံးသပ်ကြည့်တော့ဒီလိုနန်နဲ့ဘဲစိတ်တွေပါတဲ့အစာမျိုးကဂျပန်လူမျိုးရဲ့အိမ်ရှင်မတိုင်းလူရဲ့ကလေးတွေကိုချက်ကျွေးလေးရှိတဲ့အစာဖြစ်တယ်ဆိုတာတွေ့ရပါတယ်။ဖြစ်နိုင်ခြေရှိတဲ့နောက်တစ်ခုကတော့ဂျူးလွန်သူဟာမိန့်ခင်နဲ့အတူနေထိုင်တဲ့လူတစ်ယောက်ဖြစ်နိုင်ပါတယ်။ဒါပေမဲ့ဒီလိုအချက်ကိုတွေ့ရှိခြင်းအပြင်လည်းစစ်ဆေးမှုကဒီလောက်ပဲဖော်ပြနိုင်ပါတယ်။ဂျူးလွန်သူစီရောက်သွားတဲ့အထိတော့ခေါ်ဆောင်မသွားနိုင်ခဲ့သေးပါဘူး။နောက်တစ်ခါကျွန်တော်တို့လူသတ်သမားရဲ့ဝုစာစင်ရင်မှုပုံစံကနေသုံးသပ်ကြည့်ကြရအောင်။ဖနက်နီးယာကနေစတင်ရအောင်ဂျူးလွန်သူဟာအိတ်ထဲအိတ်ပြင်သွာလာနေတဲ့တောက်လျှောက်ဖနက်မချူရပါဘူး။အမုန်းခင်းနေရမှာတွေ့တဲ့ဖနက်နီးယာတွေကတော့ Schlesinger ဖနက်ရနဲ့တူနေပါတယ်။ဒီ Schlesinger ဖနက်ဟာ basketball, tennis အဲ့လိုအားကစားဖနက်ဖြစ်တဲ့အပြင်တောင်ကိုရီးယားမှာထုတ်လုပ်တဲ့ဖနက်လည်းဖြစ်တယ်။1998ခုနှစ်မှ2000ခုနှစ်အတွင်းထုတ်လုပ်တဲ့ဖနက်ဖြစ်ပြီးတော့အမုန်းအခင်းထဲကျန်ရှိတဲ့ဖနက်နေရာတွေကိုကြည့်မယ်ဆိုရင်ဖနက်ဆိုက်ကတောင်ကိုရီးယား size 29.5ဖြစ်လို့ဒီ size ဟာဂျပန်နိုင်ငံထဲရောင်းချမှုလုံးဝမရှိတဲ့ size ဖြစ်လို့ဒီဖနက် size ကတောင်ကိုရီးယားကနေတိုက်ရိုက်သွားဝယ်တာဒါမှမဟုတ် pre-order နဲ့မှာယူတာတွေလုပ်မှရနိုင်တဲ့ဖနက် size ဖြစ်တယ်။ဆိုလိုတာကဂျူးလွန်သူဟာဒီဖနက်ကိုတောင်ကိုရီးယားမှာပဲဝယ်ယူရရှိထားတယ်ဆိုတာသေချာနေပါတယ်
ကတော့အုတ်ထုပ်ပဲဖြစ်ပါတယ်။1999ခုနှစ်မှာစတင်ရောင်းချတဲ့ Catching Crush စတိုင်အုတ်ထုပ်ဖြစ်ပြီးမင်ကိုရောင်နဲ့အနက်ရောင်တို့ရှိမယ်။သုံးကတော့လည်ပတ်ပဝါပဲဖြစ်မယ်။ဒီလည်ပတ်ပဝါကဘဲကောင်းစိမ်းရောင်အကွက်ကြီးနဲ့ဖြစ်ပြီးပဝါအကျယ်30စင်တီမီတာအရှည်120စင်တီမီတာရှိပြီးဘယ် brand ကနေထုတ်တဲ့ပဝါဖြစ်တယ်ဆိုတာတော့ရဲတွေပြောလို့မရပါဘူး။နောက်ထပ်ရဲတွေဘာလို့သိလဲဆိုတော့အဲ့ဒီပဝါရဲ့ပုံကိုယူပြီးဒေသခံပြည်သူတွေကိုလိုက်လံမေးမြန်းပါတယ်။ဒီပဝါမျိုးစားကဘယ်နားတွေမှာရောင်တတ်တယ်လဲဆိုပြီးတော့မေးမြန်းစုံစမ်းတယ်။တချို့လူကတော့ဒီပဝါကကုတ်တိုင်းမှာဈေးဝယ်ပြီးတော့လက်ဆောင်အနေနဲ့ရတယ်လို့ပြောတယ်။တချို့လူကြပြန်တော့လေဒီလိုပဝါမျိုးက MRK ဂိတ်ကစားရင်နဲ့ရလာတတ်တယ်လို့ပြောတယ်။နောက်တချို့လူကြတော့လေဓာတ်ဆီဆိုင်မှာစီဖြစ်ရင်ရတတ်တဲ့ပဝါနဲ့တူတယ်လို့ပြောပါတယ်။ရဲတွေရတဲ့စုံစမ်းမှုအဖြေတွေကတော့တစ်ခုနဲ့တစ်ခုမတူကြပါဘူး။လေကတော့ကျူးလွန်သူချန်ထားတဲ့အနက်ရောင်အနွေအထည်ပဲဖြစ်တယ်။ဒီအနက်ရောင်အနွေအထည်ကတော့ Uniqlo brand ဖြစ်ပြီး size L ဖြစ်တယ်။အင်ဂျီရဲ့ဘေးအိတ်ကနှစ်ဖက်စလုံးထဲမှာရဲတွေစစ်ဆေးကြည့်တော့အဲ့ထဲသဲတချို့တွေ့ရပါတယ်။အဲ့ဒီသဲတွေကိုဓာတ်ခွဲခန်းထဲပို့ပြီးစစ်ဆေးကြည့်တော့ဒီသဲတွေဟာတိုကျိုမြို့ရဲ့အောက်ပိုင်းမှာရှိတဲ့မီအူရကန်ကြီးကသဲနဲ့တွေ့တူနေပါတယ်။ဒီပြင်အိတ်ကထဲမှာဘန်ဝုမုတ်တချို့ကိုလည်းတွေ့ရပါသေးတယ်။အဲ့ဒီဘန်ဝုမုတ်ကိုယူပြီးတော့ထပ်စစ်ဆေးသုံးသပ်ပြန်တော့တလဲသည်အပင်ရဲ့ဘန်ဝုမုတ်နဲ့တွေ့တူနေပါတယ်။အဲ့ကထဲမှာဆိုရင်သဲမတပါမြေစအနှင်းငယ်လည်းရှိနေတော့အဲ့ဒီမြေကိုလည်းထပ်မံစစ်ဆေးမှုပြုလုပ်ပါတယ်။ဂျပန်နိုင်ငံရဲ့နေရာအနှံ့အပြားကမြေပုံစံတွေနဲ့နှိုင်းယှဉ်ပြီးစစ်ဆေးရှာဖွေတော့တွေ့ရှိရတဲ့အချက်ကဒီမြေတွေဟာဂျပန်နိုင်ငံမှာရှိတဲ့မြေသားမဟုတ်တဲ့အပြင်တောင်ကိုရီးယားနိုင်ငံဆိုးလ်ဒေသကမြေနဲ့သွားတူနေတာကိုတွေ့ရပါတယ်။သက်သေ၅ခုမြောက်ဖြစ်တဲ့ဆွဲသားလက်ရှည်အင်ဂျီကတော့ size L ဖြစ်ပြီးမိန်းကိုရောင်ကိုထည်နဲ့ခရမ်းဖြော့အရောင်လက်ရှည်နှစ်ဖက်အဲ့လိုအရောင်ရှိတဲ့အင်ဂျီဖြစ်တယ်။ဒီလိုဒီဇိုင်းမျိုးအင်ဂျီက2000ခုနှစ်8လပိုင်းကနေ12လပိုင်းအထိလူငယ်တွေကြားမှာတကယ်ကိုခေတ်စားနေတဲ့အင်ဂျီဒီဇိုင်းတစ်ခုလည်းဖြစ်တယ်။အထူးသဖြင့်စကိတ်စီးတဲ့လူငယ်တွေကြားမှာပေါ့။6ခုမြောက်သက်သေကတော့အမဲရောင်လက်အိတ်တစ်စုံဖြစ်တယ်။ Edwy Brand size L ဖြစ်ပြီး1998ခုနှစ်ကနေ2000ခုနှစ်အတွင်းထုတ်လုပ်တဲ့လက်အိတ်ပဲဖြစ်တယ်။မွန်ခင်ဖြစ်ပွားရာအဲ့တစ်ခုလုံးမှာတော့ဂျူးလွန်သူရဲ့လက်ပွေရာအပြည့်ကျန်ရှိနေတာကိုကြည့်ပြီးတော့ဂျူးလွန်သူဟာလက်အိတ်ဝူလာပြီးလက်ပွေရာကွယ်မဲ့အစီအစဉ်မျိုးမရှိပဲလက်အိတ်ဝူလာရခြင်းကအေးခဲတဲ့ရာသီဥတုကြောင့်မို့လို့သာဖြစ်တယ်လို့ရဲတွေကအဲ့လိုသာကောက်ချက်ချပါတယ်။သက်သေ9ခုမြောက်ကအမဲရောင်မျက်နှာတုပ်ပဝါနှစ်ထည်ပဲဖြစ်တယ်။ဒီပဝါနှစ်ထည်စလုံးဟာခောက်ရပုံစံကမတူပါဘူး။ပထမတစ်ထည်ကတုံတောင်ပုံစံခောက်ရိုးရှိပါတယ်။ခန့်မှန်ခြေအရတော့အမွန်ခင်ဖြစ်ပျက်တော့နှာခေါင်းနဲ့ပါးစပ်အားဖုံးအုပ်ထားဖို့ဒီပဝါကိုသုံးတာလည်းဖြစ်နိုင်တယ်။ဒုတိယပဝါကိုတော့လေးထောင့်ပုံမှန်ခောက်ရိုးပဲရှိပြီးပြဲရကြေးရတွေလည်းတွေ့နေရပါတယ်။ဒါကိုကြည့်ပြီးရဲတွေဘလို့သုံးသပ်တယ်လဲဆိုတော့ဒုတိယပဝါကိုတော့ကျူးလွန်သူကသူ့လက်ဖဝါမှာပတ်ထားတာပဲဖြစ်ရမယ်။ဒီလိုလက်ဖဝါမှာပဝါပတ်တဲ့နေကိုတော့ငါလီတဲ့သူတွေသုံးတဲ့လှုပ်ထုံလုပ်နေတခုလည်းဖြစ်တယ်။ဒါသုံးတော့တစ်ဖက်လက်ကိုထိရှောက်မှုတွေမဖြစ်အောင်ကာကွယ်ဖို့အထူးသဖြင့်ငါအသားနဲ့အယိုးကိုလိခွဲတဲ့လူတွေသုံးတတ်တဲ့နေပါရှစ်ခုမြောက်အသက်တွေကခါချိတ်တဲ့အိတ်ပဲဖြစ်တယ်အဲ့အကျယ်က20စင်တီမီတာရှိပြီးအရှည်ကတော့21.5စင်တီမီတာရှိပါတယ်အဲ့ရဲ့ကမ္ဘာအရှည်ကတော့83စင်တီမီတာရှိတယ်ဒါမဲ့လူသဒ္ဒနာကအဲ့ကမ္ဘာကို90စင်တီမီတာလောက်သာကျိုးညစ်ထားပြီးအဲ့ကအတော်လေးတော့ဟောင်းနှမ်းနေပါပြီ1995ခုနှစ်ကနေ1999ခုနှစ်အတွင်းမှာတော့ဒီလိုအိတ်မျိုးပေါင်း2850အထိဂျပန်နိုင်ငံအတွင်းမှာရှိနေတာဖြစ်တယ်။အဲ့ဒီအိတ်ကိုဖွင့်စည်းကြည့်တော့အဲ့ထဲအနှဲရောင်ဆန်တိုနပင်ကိုရဲတွေကတွေ့ရှိထားပါတယ်။အဲ့ရဲ့အထဲမှာအနှဲရောင်မင်းရချီယာတွေနဲ့ပြည့်နေတာကိုတွေ့ရပါတယ်။အမှန်တော့မီယာဆာဝါအဲ့ရဲ့ကာထားတဲ့ကာအဆောင်မှာလည်းဒီလိုထပ်တူအနှဲရောင်မင်းရတွေရှိနေတာကိုရဲတွေသတိထားမိပါတယ်။အမွန်ခိန်ဖြစ်ပြတဲ့ညမှာမီယာဆာဝါအရဲ့ကာကိုတောင်ကတော့ခပိတ်ထားပြီးဘယ်သူမှဝင်ရောက်နိုင်မှုမရှိပါဘူး။ဒါမှမဟုတ်ကားအဆောင်မှာအဲ့လိုထပ်တူအနေရောင်မီယာတွေတွေးချင်အပြင်ဂျူးလွန်သူကအရင်တုန်းကမှမီယာဆာဝါအဲ့ထဲဝင်လာဘူးသလားမီယာဆာဝါမိသားစုနဲ့တိကျွမ်းမှုရှိခဲ့လို့ဒီအဲ့ထဲဝင်လာလို့ရသလား
မဟုတ်မှလွယ်ပြီးဘယ်သူမှမရှိတော့မရစာဝါတို့ရဲ့အိုက်အဝင်းထဲကကိုတောင်ထဲမှာခိုးဝင်လာခဲ့ဖူးတာလည်းဖြစ်နိုင်တာပဲလို့ရဲတွေသုံးသပ်ပါတယ်။ခါချိတ်အိတ်ထဲမှာလည်းသဲစားတွေတွေ့ရှိနေပါတယ်။ဒါပေမဲ့ဒီသဲတွေကခုနအန်တွေရဲ့ထဲအိတ်ကထဲကသဲလိုမျိုးမီဥရကန်ချေကသဲမျိုးမဟုတ်တော့ဘဲနဲ့ဂျပန်နိုင်ငံအနှံ့သဲများနဲ့နိုင်ရှင်မှုလို့တော့ခါချိတ်အိတ်ထဲကသဲဟာဂျပန်မှာရှိတဲ့သဲမျိုးနဲ့တူညီမှုမရှိတော့ဘူး။ကျွမ်းကျင်သူတွေကနေတဆင့်တေချာစွာစစ်ဆေးမှုလို့တော့ဒီသဲဟာ Edwards AFB ကယ်လီဖိုးနီးယားကမ်းခြေဒေသမှာရှိတဲ့စစ်တပ်စခန်းကသဲမျိုးနဲ့တွဲတူနေပြန်တယ်။ဒီတော့ဂျူးလွန်သူကဘယ်သူပဲဝါဖြစ်နိုင်မလဲပေါ့။ကယ်လီဖိုးနီးယားကမ်းခြေမှာပါသွားလို့တလဲအထူးသဖြင့်စစ်တပ်စခန်းတွေတည်ရှိတဲ့နေရာတွေမှာပေါ့ဒီတဲကြောင့်နောက်ထပ်မေကွန်များစွာဖြစ်ပေါ်စေပါတယ်။အိုက်ကထဲမှာစကိုက်စီတဲ့လူတွေဖြူတဲ့ထုံအမုတ်လိုအမုတ်တချို့လည်းတွေ့ရတယ်။ဒီအမုတ်ကိုတွေ့ရှိခြင်းအပြင်ဂျူးလွန်သူဟာစကိုက်စီတဲ့လူတယောက်လို့သတ်မှတ်နိုင်ပါတယ်။ဂျူးလွန်သူဟာနောက်ထပ်ဘာကိုခြံထားသေးလဲဆိုတော့ရေမွေးရနံ့တွေပဲဖြစ်တယ်။သူ့ရင်မွေးရနံ့ကိုမှတ်သားထားတဲ့ရဲတွေကဂျူးလွန်သူသုံးတဲ့ရင်မွေးဟာ Kira Roach ရင်မွေးအမျိုးအစားဖြစ်တယ်။အမုတ်ခင်ထဲလူသတ်သမားချန်ထားတဲ့အဝတ်အစားစတိုင်တွေကိုကိုးကားပြီးတော့ရဲတွေကဂျူးလွန်သူရဲ့ပုံပန်းသဏ္ဍာန်ကိုပုံဖော်ကြည့်ပါတော့တယ်။ဂျူးလွန်သူဟာအသက်15နှစ်မှ30ဝန်းကျင်လောက်ရှိနိုင်ပြီးအရက်180စင်တီမီတာရှိနိုင်တဲ့အပြင်အနက်ရောင်စပင်ရှိနိုင်တယ်ပြီးတော့ပိုက်ပါပက်လက်တဲ့ခန္ဓာကိုယ်ရှိနေနိုင်တယ်လို့လည်းရဲတွေအဲ့လိုပုံဖော်ပါတယ်။ဂျူးလွန်သူဟာညာဘက်တန်သူဖြစ်ပြီးမိယာဆာဝါအရဲ့နှစ်ထပ်မှရှိတဲ့လေဝင်အပေါက်ကနေကြော်တဲလာနိုင်တာကိုကြည့်ခြင်းအပြင်ဂျူးလွန်သူရဲ့ခန္ဓာကိုယ်ဟာလည်းတန်မာပေါ်ပါမှုရှိတယ်လို့ပြောနိုင်တယ်။ကျူးလွန်သူကိုဒီလိုသွေးအေးနဲ့လူသတ်ဖို့စစ်စော်ထိနိုင်တဲ့အရာကတော့ငွေကြေးကြောင့်ပဲဖြစ်နိုင်ပါတယ်။နောက်တစ်ခုအနေနဲ့တော့မီကီအိုနဲ့စကားများထားတဲ့စကိတ်လာကစားတဲ့လူငယ်အဖွဲ့ထဲကလူတယောက်လည်းဖြစ်နိုင်ချေရှိပါသေးတယ်။ဘာလို့လဲဆိုတော့ကျူးလွန်သူခြံထားတဲ့ခါချိတ်အိတ်ထဲမှာထုံးလူမျိုးစကိတ်ကိုဖြူတဲ့အမုတ်ကိုတွေ့ရှိတဲ့အပြင်သူ့ရဲ့ပိုးစားစင်ရင်မှုစတိုင်ကလည်းစကိတ်စီတဲ့လူငယ်တွေနဲ့တူနေပါသေးတယ်။ဖြစ်နိုင်ချေနောက်တစ်ခုကကျူးလွန်သူဟာကယ်လီဖိုးနီးယားမှာစကိတ်စီးသွားပြိုင်ဖူးတာလည်းဖြစ်နိုင်တယ်။ဘာလို့လဲဆိုတော့ကယ်လီဖိုးနီးယားမှာအဲ့လိုစကိတ်စီတဲ့အရာမှာကျွမ်းကျင်သူတွေလာရောက်ပြိုင်ဆိုင်စုဝေးကြတဲ့နေရာရှိလို့ပဲ။လက်ပွေသွေးဆက်အတုံးဆောင်ပစ္စည်းအဝတ်အစားဒီလောက်များတဲ့တက်တွေခြံထားတဲ့ဒီအမှုကကြည့်လိုက်ရင်ကျူးလွန်သူစီအလွယ်တကူခေါ်သွားနိုင်မယ်လို့ထင်ရပေမဲ့အချိန်တွေဟာရဲတပ်တပတ်ကနေလနဲ့ချီသွားတာတောင်လူလေးဦးကိုတတ်တဲ့လူသားသမားအားမဖမ်းနိုင်သေးဘူး။နောက်တော့2001ခုနှစ်ဧပြီလ3ရက်နေ့အမှုအခင်းဖြစ်ပွားပြီးတဲ့နောက်3လအကြာမှာတော့စင်ကာဝမြစ်ကမ်းဘေးမှာစင်တူတော်တစ်ပါးလာချထားတာကိုလူတွေကတွက်တေးလိုက်ပါတယ်။အိုဂျီဆိုဆန်စီတူတော်ကိုလာချတဲ့နေရာဟာမီယာဆာဝါမိသားစုအိမ်နဲ့မနေမဝေးနေရလဲဖြစ်တယ်။ဂျပန်လူမျိုးတို့ရဲ့ယုံကြည်ကိုးကွယ်မှုအရာအိုဂျီဆိုဆန်စီတူတော်ဟာမမွေးလာရသေးပဲနဲ့မိခင်ဝမ်းထဲဆုံးပါသွားတဲ့ကလေးတွေဒါမှမဟုတ်အသက်တူတူနဲ့ဆုံးသွားတဲ့ကလေးငယ်တွေကိုကာကွယ်ရှောင်စောင့်ဖို့ရည်စူးတဲ့စင်တူတော်ဖြစ်တယ်။တွေ့ရှိတဲ့လူတွေကဒီစင်တူတော်အားလာထားသွားတဲ့လူကမီယာဆာဝါမိသားစုဖြစ်တဲ့ရေနဲ့နီနာတိုမောင်နှမကိုတောက်ဝါတဲ့လူများဖြစ်နိုင်မလားလို့ပြောကြပါတယ်။လူသားသမားဟာကလေးငယ်ကိုတတ်ပြီးလို့နောင်တရသွားပြီးကလေးအတွက်ဆူတောင်းပေးတာမျိုးတွေလုပ်ပေးတာလည်းဖြစ်နိုင်တယ်လို့ပြောဆိုကြပြန်ပါတယ်။ရဲတွေကလည်းအဲ့ဒီအိုချီဆူဆန်စင်တူတော်ကိုစစ်ဆေးဖို့ယူဆောင်သွားပေမဲ့မီယာဆာဝါမိသားစုတပ်ဖြတ်မှုနဲ့သက်ဆိုင်တာဘာတစ်ခုမှမတွေ့ရပါဘူး။2001ခုနှစ်6လပိုင်းမှာတော့ရဲသားဦးရေ150သက်ဆိုင်ရာစုံစမ်းစစ်ဆေးမှုအဖွဲ့ဝင်ဦးရေ2100တို့ကဒီအမှုကိုစုံစမ်းစစ်ဆေးမှုပြုလုပ်နေကြဆဲပါပဲ။အခုမှတော့တက်တဲ့နဲ့တဲလုံးစစုစုပေါင်း2900အထိရှိနေတာတောင်ဂျူးလွန်သူလူသက်သမားရဲ့အရေးအမွဲကိုတောင်မှမတွေ့ရသေးပါဘူး2002ခုနှစ်မှာရောက်တော့လူတွေတရားမျှတမှုမရသေးတဲ့မီယာဆာဝါမိသားစုရဲ့ဓာတ်ပုံပြပွဲကျင်းပပြုလုပ်ပေးပါတယ်ဒီပြပွဲအခမ်းအနားထဲမှာရင်းနှီးဖွဲ့ကောင်းတဲ့ဓာတ်ပုံတစ်ခုကတော့နီနာဟာသူမမောင်လေးဖြစ်တဲ့ရီကိုချစ်ခင်စွာပြောရည်ပြီးဖက်ထားတဲ့ပုံကအရန်ကိုမှနှက်ဆိုင်တဲ့ခန်းစားချက်မျိုးပေးတဲ့ဓာတ်ပုံတစ်ပုံဖြစ်ပြီးသူတို့ရဲ့ဖြူစင်တဲ့ဝိညာဉ်တွေကတရားမျှတမှုမရသေးဘူးဆိုတာလူတွေမမေ့နိုင်အောင်ဖြစ်စေပါတယ်မီယာဆာဝါမိသားစုတစုလုံးကသားငယ်ရီရဲ့မွေးနေ့ကိုပြုလုပ်ပေးနေတဲ့ကြည်နူးပျော်ရွှင်စရာပုံကအရန်ကိုမှချစ်စရာကောင်းပါတယ်ဓာတ်ပုံပြသပွဲကျင်းပပြုလုပ်ပေးတဲ့ဦးစီးမွန်ကတော့
မယာစာဝမိသားစုနာမည်ကိုပြောလိုက်တာနဲ့ကြမ်းတမ်းရက်စက်စွာအသတ်ခံရတဲ့ပုံရိပ်တွေကိုသာလူတွေတန်းမြင့်ရောင်တက်လို့သူ့အနေဖြင့်မယာစာဝမိသားစုနဲ့ပတ်သက်တဲ့ຫນွေထွေးလှပတဲ့အခိုက်အတန့်လေးကိုလူတွေအားမှတ်သားစေချင်လို့ဒီဓာတ်ပုံပြပွဲကိုပြုလုပ်ဆောင်ရွက်ပေးရတဲ့ရည်ရွယ်ချက်တစ်ခုလည်းဖြစ်တယ်လို့သူပြောထားပါတယ်။အဲ့ဒီ2002ခုနှစ်ထဲမှာပဲဂျူလွန်သူရဲ့ဖနက်ဟာတောင်ကိုရီးယားမှာပဲထုတ်တဲ့ဆလာဆန်ကျော်ဖနာနဲ့အန်တွေထဲအိတ်ကထဲမှာကပ်ပါလာတဲ့မြေတချို့ဟာဆိုးဒေတာကမြေနဲ့တူညီမှုရှိနေတဲ့ဆိုတဲ့အချက်ကိုရဲတွေအသိယူပြီးဂျပန်ရဲတွေဟာတောင်ကိုရီးယားရဲစီဆက်သွယ်တိုင်ကြားမှုလုပ်ပြီးတော့ဂျူးလုံသူရဲ့လက်ပွေရတွေကိုတောင်ကိုရီးယားရဲစီပို့ဆောင်ပေးပြီးတော့မှတောင်ကိုရီးယားနိုင်ငံရဲ့ရာဇဝတ်မှုကျူးလွန်ထားသူတွေနဲ့ကိုင်းညီမှုရှိမရှိကိုစစ်ဆေးဖို့တောင်းဆိုပါတယ်အဲ့ဒီလက်ပွေရတွေကိုတောင်ကိုရီးယားရဲတွေယူသွားပြီးတော့စစ်ဆေးမှုပြုလုပ်ပြီးတဲ့နောက်မှာတော့တောင်ကိုရီးယားနိုင်ငံရဲ့ရာဇဝတ်မှု database ထဲကဘယ်သူနဲ့မှတူညီမှုမရှိပါဘူးမျော်လင့်ချက်တွေရှိမလို့လို့နဲ့တက်သေးတွေကတစ်ခုပြီးတစ်ခုရိုက်ချိုးခြင်းခံလိုက်ရတဲ့ကြားကနေအချိန်တွေလည်းတစ်နေ့ပြီးတစ်နေ့ကြမ်းကြာသွားခဲ့ပါတယ်အဲ့ဒီလိုနဲ့ပဲ2006ခုနှစ်အထိရောက်လာတော့မှ DIA စစ်ဆေးတဲ့ technology ပညာရပ်တွေလည်းအရင်ခေတ်ထက်ပိုမိုတိုးတက်လာတယ်။အစိမ်းပိုမိုမြင့်မားလာတဲ့ခေတ်မှာအမှုတွေစစ်ဆေးတဲ့နေရာမှာလည်းပိုပြီးတေချာထိရောက်မှုရှိလာပါတယ်။ဒီတော့မိယာစာဝမိသားစုကိုတပ်ဖြတ်သွားတဲ့အဲ့ဒီလူသတ်သမားရဲ့ DIA ကိုနောက်ထပ်ထပ်မံစစ်ဆေးမှုပြုလုပ်လိုက်ပါတယ်။ကျူးလွန်သူဟာဘယ်သူနဲ့မျိုးရိုးဗီဇချင်းကိုက်ညီမှုတွေရှိမလဲပေါ့ DIA စစ်ဆေးမှုရလဒ်အရလူသတ်သမားရဲ့ဖခင်ဖြစ်သူဟာဂျပန်လူမျိုး13ဦးထဲမှာမှတစ်ဦးတရုတ်လူမျိုးအနေဖြင့်10ဦးထဲမှာမှတစ်ဦးကိုရီးယားလူမျိုးအနေနဲ့တော့3ဦးထဲမှာမှတစ်ဦးဆိုပြီးအဖြေရရှိထားပါတယ်ဒီလိုဆိုရင်ဂျူးလွန်သူရဲ့ဖခင်ကကိုရီးယားလူမျိုးဖြစ်နိုင်ခြေအရှိဆုံးဆိုတာကိုပြသနေပါတယ်မိခင်ရဲ့မျိုးရိုးဗီဇကိုစစ်ဆေးရင်တော့မီတိုခိုထရီယာကိုစစ်ဆေးရပါတယ်။စစ်ဆေးတွေ့ရှိချက်အရကျူးလွန်သူရဲ့မိခင်ဖြစ်သူကတော့မက်ဒီတေးရေနီးယားကမ်းခြေတဝိုက်မှာနေထိုင်တဲ့လူမျိုးလို့ပြသနေပါတယ်။ပြောရရင်မိခင်ဖြစ်သူကဥရောပအောက်ပိုင်းလူမျိုးဖြစ်နိုင်ခြေရှိပါတယ်။ DIA စစ်ဆေးချက်အရတော့ကျူးလွန်သူဟာကိုရီးယားနဲ့ဥရောပကပြတအူဖြစ်နိုင်ပါတယ်။နောက်တော့2006ခုနှစ်ဒီဇင်ဘာလမှာမီယာဆာဝါမိသားစုလုံးကျူတပ်ဖြတ်ခံရတဲ့နေ့ကနေ6နှစ်ကြာသွားချိန်မှာဒီအမှုကိုကင်တွယ်စစ်ဆေးနေဆဲဖြစ်တဲ့ရဲတွေကတော့မီယာဆာဝါနဲ့နှိမ်စမှုရှိတဲ့လူတွေစီကိုဦးတည်လာပါတယ်။အစမှာတော့စကိတ်လာစီတဲ့လူငယ်အဖွဲ့တွေစီကဦးတည်တာများနေတာကိုမြင်ရမှာပါ။ဒီတစ်ခါတရားခံတဦးကိုတွေ့ရှိထားပါတယ်ရဲတွေရိုက်မိနေတဲ့အဲ့ဒီတရားခံကဥရောပလူမျိုးမိခင်နဲ့ဂျပန်လူမျိုးဖခင်ရှိတဲ့ဒီလူကမိယာစာဝမိသားစုနဲ့ယဉ်နေမှုရှိတဲ့လူပါနီနာဘယ်လီအကသွားတင်တဲ့အချိန်ပဲဖြစ်ဖြစ်နီနာစံတရားသွားတင်တဲ့အချိန်လို့ဆိုရင်သူ့အမြဲသွားကြည့်လေးရှိနေတာပဲဖြစ်တယ်အရာအလောကခံမှန်ရတဲ့အနေအထားမှာပဲရှိတာဖြစ်လို့ဒါလီခံရတဲ့တန်ရာတွေပိုများတဲ့နီနာရဲ့အလောင်းကိုကြည့်ပြီးကျူးလွန်သူဟာနီနာကိုပိုပြီးစိတ်ဝင်စားမှုရှိပြီးသူ့ရဲ့ယူသွမှုတွေကနီနာအပေါ်မှာပုံအောခဲ့သလားလို့ရဲတွေအဲ့ဒီလိုသုံးသပ်မိပါတယ်။ဒါကြောင့်အဲ့ဒီတရားခံရဲ့လက်ပွေနဲ့ DIA ကိုယူပြီးအမုန်းအခင်းမှာကြံတဲ့လူသားသမားရဲ့လက်ပွေရာနဲ့ရှင်ကြည့်လိုက်တော့မျောလင်းချက်မဲ့သွားရပြန်ပါတယ်။ဒီတရားခံနဲ့လူသားသမားရဲ့လက်ပွေရာ DIA အကုန်လုံးကဘာတစ်ခုမှတူညီမှုမရှိပါဘူး။2000ခုနှစ်မှာတော့ရာစုကိုရဲ့ညီမဖြစ်သူအန်ဟာဒီအမုန်းနဲ့သက်ဆိုင်တဲ့စာအုပ်တအုပ်ရေးသားထုတ်ဝေခဲ့ပါသေးတယ်။ဒီ2009ခုနှစ်မှာရဲတွေကမီယာဆာဝါမိသားစုအားတတ်တဲ့လူသတ်သမားဖန်တီရန်3တန်အထိကြီးညာထားပြီးဒေါ်လာငွေနဲ့ဆိုရင်တော့26,000တန်ဖိုးရှိပါတယ်။နောက်နှစ်2008ခုနှစ်ရောက်လာတော့ဂျပန်ရဲတွေက International ရဲအဖွဲ့နဲ့ပေါင်းစည်းပြီးတော့ဒီ International နိုင်ငံပေါင်းစုံရဲအဖွဲ့ကနိုင်ငံပေါင်းမြောက်များစွာနဲ့ဖွဲ့စည်းထားတဲ့ USA ရဲဥရောပရဲတရုတ်ရဲစတဲ့နိုင်ငံကြီးတွေပါဝင်နေပါတယ်။အဲ့ဒီတော့ကျူးလွန်သူရဲ့လက်ပွေရာတွေကိုသူတို့နိုင်ငံအသီးသီးရဲ့ရာဇဝတ်သား database တွေထဲကနေစစ်ဆေးပေးဖို့ဂျပန်ရဲတွေကမီယာဆာဝါမိသားစုကိုတတ်တဲ့လူသားသမားရဲ့လက်ပွေရာကိုပို့ဆောင်ပေးလိုက်တယ်။တချို့နိုင်ငံတွေကတော့ဒီကိစ္စနဲ့ပူပေါင်းမှုပေးပြီးတချို့နိုင်ငံတွေလည်းပူပေါင်းဆောင်ရွက်မှုမပေးတာတွေလည်းရှိနေပါတယ်။နောက်ဆုံးတော့ဒီဂျိုပန်ချင်းမှာလည်းရလာထူမရခဲ့ပြန်ပါဘူး။2008ခုနှစ်ကာလဂျပန်မှာဆိုရင်အဲ့ဒီအချိန်တုန်းကဆိုရင်ဂျပန်နိုင်ငံမှာဥပဒေတစ်ခုရှိတယ်
ရာဇဝတ်မှုတစ်ခုမှာဘယ်လိုရာဇဝတ်မှုပဲဖြစ်ပါစေဘယ်လောက်ဆိုရွာတဲ့အမှုပဲဖြစ်ပါစေ15နှစ်အတွင်းအမှုမဖော်နိုင်ခဲ့ရင်ကျူးလွန်သူကိုမဖမ်းနိုင်ခဲ့ရင်အဲ့ဒီအမှု15နှစ်ပြည့်တဲ့နေ့ဟာအမှုပိတ်လိုက်ရတဲ့နေ့ပဲဖြစ်တယ်။နောက်နောင်လည်းဒီအမှုကိုပြန်ဖော်ခွင့်မရတော့သလိုကျူးလွန်သူကိုနောက်15နှစ်ကျော်ပြန်တွေ့ခဲ့ပါကအမှုပြန်ဖွင့်လို့လည်းမရတော့တဲ့ဥပဒေရှိပါတယ်။ဒါပေမဲ့2009ခုနှစ်မှာတော့ဒီဥပဒေဟာအနေငယ်ပြုပြင်မှုရှိခဲ့ပါတယ်။အရင်တုန်းက15နှစ်အမှုသက်တမ်းကို2009ခုနှစ်မှာ25နှစ်အထိသက်တမ်းတိုးလိုက်ပါတယ်။စိတ်မကောင်းဖွယ်ဖြစ်ရတာကတော့15နှစ်ဥပဒေဟာ2009ခုနှစ်မှာ25နှစ်အထိပြုပြင်သက်တမ်းတိုးလိုက်ပေမဲ့မိယာစာဝမိသားစုလုံးကျွတ်သားခံရတဲ့အမှုဟာ2000ခုနှစ်မှာဖြစ်ပွားခဲ့လို့အဲ့ဒီဒုက္ခသုံးတဲ့15နှစ်သက်တမ်းဥပဒေကသာအကျုံးဝင်ပါတယ်။ဒီတော့ဆုံးရှုံးသူမိသားစုတွေကဒီဥပဒေအပြောင်းလဲအကျုံးမဝင်မှုကြောင့်စံထားဖော်ထုတ်မှုတွေရှိခဲ့ပါတယ်။မီကီအိုရဲ့ဖခင်နဲ့ယာစုကိုရဲ့ညီမဖြစ်တဲ့အန်တို့ဦးစီးတဲ့အဖွဲ့အစည်းတစ်ခုကိုတည်ထောင်ပြီးတော့မှမိယာစာဝမိသားစုရဲ့အမှုကိုလက်ရှိတည်ဆဲဥပဒေ25နှစ်သက်တမ်းတိုးရန်တောင်းဆိုခဲ့ပါတယ်။ဒါတင်မကဘူးမိယာစာဝမိသားစုရဲ့အမှုကိုအဓိကကင်ဆယ်သူဖြစ်တဲ့ရဲမုန်ကြီးထာခေချစ်ကလည်းလူအဖွဲ့အစည်းတစ်ခုတည်ထောင်ပြီးမိယာစာဝမိသားစုအတွက်ထာမှန်တောင်းဆိုမှုများပြုလုပ်ပေးခဲ့ပါတယ်။2010ခုနှစ်ဧပြီလမှာတော့အဘဲဘဲမှလူအဖွဲ့အစည်းတို့ရဲ့စုဝေးတောင်းဆိုမှုကြောင့်လိုချင်တဲ့ရလရရှိခဲ့ပါတော့တယ်။ဒီတောင်းဆိုမှုရဲ့ရလဟာအမှုတစ်ခု15နှစ်သက်တမ်းကနေ25နှစ်တာတင်မကဘူးဒီဥပဒေကိုဘယ်အထိပြောင်းလဲရေးဆွဲခဲ့တယ်လဲဆိုတော့ဖြစ်ပွားခဲ့တဲ့အမှုမှန်သမျှဟာအမှုမဖော်နိုင်တဲ့၍တော့အဲ့ဒီအမှုဟာသက်တမ်းကုန်ဆုံးသွားခြင်းမရှိတော့ပါဘူး2012ခုနှစ်မှာရောက်လာတော့မီကီအိုရဲ့ဖခင်ဖြစ်သူကအသက်2012ခုနှစ်မှာရောက်လာတော့မီကီအိုရဲ့ဖခင်ဖြစ်သူကအသက်88နှစ်နဲ့အဆုတ်ရောဂါကြောင့်ဆုံးပါသွားခဲ့ပါတယ်။နောက်ဆုံးသူပြောသွားတဲ့စကားကသူသူဟာသူ့သားမီကီအိုတရားမျှတမှုရရှိဖို့အတွက်12နှစ်တိုင်ကြာအောင်ကြိုးပမ်းပေးခဲ့ပါတယ်။ဒါတောင်မှသူ့ရဲ့နောက်ဆုံးထွက်တဲ့အထိအဲ့ဒီလူသတ်သမားရဲ့မျက်နှာကိုမမြင်နိုင်ခဲ့လိုက်ဘူးတဲ့။တကယ်လို့များသူမရှိတော့တဲ့နောက်အဲ့ဒီကျူးလွန်သူကိုဖမ်းမရခဲ့မယ်ဆိုရင်သူ့ကိုဒီစကားတွေမေးပေးပါတဲ့။ဘာကြောင့်များအပြစ်ကင်းတဲ့လူသားလေးဦးရဲ့အသက်ကိုနှုတ်ယူခဲ့တယ်လဲ။ဘာအညိုးတွေရှိခဲ့လို့လဲဆိုပြီးမင်ကီအိုရဲ့ဖခင်ကအဲ့လိုစကားမှကြားထားတာတွေရှိပါတယ်။2014ခုနှစ်မှာတော့မီယာဆာဝါမိသားစုကိုတတ်တဲ့လူသတ်သမားဖမ်းကြေးကအရင်ယန်းငွေ3တန်းကနေတန်း20အထိထပ်တိုးလာပါတယ်။ဒေါ်လာငွေနဲ့ဆိုရင်တော့1,900,000ကျော်တန်ဖိုးရှိပါတယ်။2015ခုနှစ်မှာတော့မိယာဆာဝါမိသားစုအမှုနဲ့ပတ်သက်တဲ့သက်သေအထောက်အထားကနေတဖန်ပြန်လည်စစ်ဆေးတော့ရဲတွေက15နှစ်ကာလပတ်လုံးယုံကြည်လာတဲ့ကျူးလွန်သူဟာလူလေးဦးကိုတတ်ပြီးတဲ့နောက်မိယာဆာဝါအိမ်တွင်10နာရီကြာအောင်ဆက်လက်နေထိုင်ခဲ့တဲ့ဆိုတဲ့ခန့်မှန်းချက်ကမှားကောင်းမှားနိုင်ပါတယ်။အစမှာတော့ရဲတွေကကျူးလွန်သူဟာမနက်10နာရီအထိအဲ့ဒီတွင်မှာရှိနေနိုင်လိမ့်မယ်ဆိုတာကိုထင်စေခဲ့တဲ့တခုတည်းသောအထောက်အထားကမနက်10နာရီမှာမီကီအိုရဲ့ကွန်ပျူတာ mouse ထိလုံးမှုကြောင့်ကွန်ပျူတာမှန်သားလင်းလာတဲ့အချိန်မှတန်ကနေယူပြီးတော့အဲ့ဒီအချိန်ကျူးလွန်သူအဲ့တွင်ရှိကောင်ရှိနေနိုင်သေးတယ်လို့သာရဲတွေကယူဆတာဖြစ်တယ်။ဒါပေမဲ့ကွန်ပျူတာဖွင့်ချက်ရဲ့မှတ်တမ်းအရမှန်သားမျက်နှာဖြင့်အလိမ်ပြလာတယ်ဆိုပေမဲ့ဒီတစ်ခါမှာတော့ဘာအသုံးပြုမှုမှမရှိတော့တာကိုမြင်ရမှာပါ။ဘာလို့လဲဆိုတော့ရဲတွေကအမုန်းအခင်းထဲဝင်ရောက်စီးစေချိန်တုန်းကမီကီအိုရဲ့ကွန်ပျူတာ mouse ဟာကျန်းပြင်ပေါ်ပြုတ်ကျလျက်ရှိနေတာကိုရဲတွေတွေ့ရပါတယ်။နောက်ရဲတွေဘယ်လိုရှင်းပြထားတယ်လဲဆိုတော့မနေ့10နာရီအချိန်မှာဟာရုကိုကသူမရဲ့သမီးအိတ်ကိုတကားလာခောက်ပြီးတော့ခါဖွင့်လာတော့မီကီအိုရဲ့အလောင်းကိုမြည်ပြီးထိုင်လန်းမှုကြောင်းနဲ့မီကီအိုရဲ့အလုတ်လုတ်တဲ့ခုတ်အားဝင်တိုင်းမရမှ mouse သည်ကျန်းပြင်ပေါ်ပြုတ်ကျလို့အဲ့ဒီထိခတ်မှုကြောင့်ကွန်ပျူတာအမှန်သားဟာအလင်းပြလာတာပဲဖြစ်လိမ့်မယ်လို့ရဲတွေကအဲ့လိုခန့်မှန်းထားပါတယ်။မိယာစာဝါမိသားစုဝင်စုပ်ပါသွားတဲ့15နှစ်မြောက်နေ့မှာရဲအဖွဲ့ကအမှုမပိတ်နိုင်သေးတဲ့ဝန်ထမ်းမှုအတွက်မိယာစာဝါမိသားစုအိတ်ရှိပန်းစည်းများဖြင့်တောင်းပန်ကာရဝပြုတဲ့အထိုင်အမှကျင်းပပါတယ်။မိယာစာဝါမိသားစုအမှုရဲ့အမှုစုံစမ်းစစ်ဆေးတဲ့15နှစ်ကာလပတ်လုံးမှာဝန်ထမ်းပေါင်း2,500,000အထိပါဝင်ဆောင်ရွက်ပေးခဲ့ပါတယ်။2015ခုနှစ်မှာပဲမိယာစာဝါအမှုနဲ့ပတ်သက်တဲ့အချက်အလက်အားလုံးကိုစုစည်းထားတဲ့စာရေးဆရာတယောက်ရဲ့
မိယာစာဝါအမှုအားရေးသားထားတဲ့ဝတ္ထုတစ်ခုကလည်းဂျပန်ပြည်သူကြားအုပ်ကြွမှုတစ်ဖန်ဖြစ်ပေါ်လာစေပါတယ်။ဝတ္ထုထဲမှာဒီအမှုကိုကျူးလွန်ခဲ့တဲ့လူသားသမားကိုပုံဖော်ရေးသားတဲ့အပြင်ဘယ်လိုတွေဖြစ်ပြီးဘာကြောင့်အသက်ခံရတဲ့နောက်ကြောင်းတွေကိုပါရေးသားထားလို့ပဲဖြစ်ပါတယ်။ပြည်သူတွေရဲ့တဖန်ပြန်လည်အုပ်ကြွလာမှုကြောင့်ရဲအဖွဲ့ကဒီဝတ္ထုဟာတကယ်လက်တွေ့မဟုတ်ကြောင်းအရေးအသားကောင်းပြီးရောက်တိရှိတဲ့ရေးသားမှုကြောင့်သာပြည်သူတွေကအမှုဖြစ်ကြောင်းကောက်ရှင်ကဝတ္ထုထဲအတိုင်းဖြစ်လိုက်မယ်လို့ယုံကြည်သွားတာပဲဖြစ်တယ်လို့ရှင်းပြထားပါတယ်။ပြီးတော့ဝတ္ထုထဲမှာရေးသားထားတဲ့အကြောင်းအရာဟာတကယ်ဖြစ်ပွားခဲ့တဲ့အမှုအခင်းမဟုတ်ကြောင်းဒီအမှုမှာလူသားသမားမဖမ်းနိုင်သေးဘူးလားဆိုတဲ့ပြည်သူတွေရဲ့အုပ်ကြွမှုကိုဂျပန်ရဲတွေတဖန်ပြန်လဲထိချုပ်လိုက်ရပါသေးတယ်။2019ခုနှစ်အထိဒီအမှုကိုဦးဆောင်နေတဲ့ရဲမုံထာခေချင်းနဲ့နောက်ထပ်ရဲ35ဦးပါဝင်တဲ့ရဲအဖွဲ့တစ်ခုမီယာဆာဝါမိသားစုအမှုကိုဆက်လက်စစ်ဆေးနေတော့ပဲဖြစ်တယ်။ထာခေချီက2009ခုနှစ်ကတည်းကပင်စင်ယူသွားတာတောင်သူကဒီအမှုကြောင့်နဲ့အလုပ်ဆက်လုပ်နေသေးပါပဲ။နောက်တော့မီယာဆာဝါမိသားစုအမှုဟာလည်း unsolved အမှုမပိတ်နိုင်တဲ့အမှုတစ်ခုအနေနဲ့ကြန့်ရှိနေပါတော့တယ်။ခုထိလူသားသမားဟာဘယ်သူဘယ်ပုံရှိမလဲနောက်ပြီးသူဟာဘာအစေစော်မှုနဲ့မီယာဆာဝါမိသားစုလေးဦးစလုံးကိုရက်ရက်ဆက်ဆက်တပ်ဖြတ်လိုက်ရတယ်လဲဆိုတာကိုမဖြေရှင်းနိုင်သေးပါဘူး။တယ်လွန်စားများသာခြံထားပြီးမမြင်နိုင်တဲ့အခွန်ငွေတစ်ခုလိုပျောက်ကွယ်သွားတဲ့အဲ့ဒီသွေးရိုင်းရှိတဲ့လူသက်သမားကဘသူဖြစ်မလဲမှတ်တမ်းတစ်ခုမှာဆိုရင်ဂျပန်နိုင်ငံရဲ့မပိတ်နိုင်သေးတဲ့အမှုထဲမှာဒီမီယာဆာဝါမိသားစုရဲ့အမှုဟာရင်းနှီးမှုအများဆုံးထည့်ရတဲ့အမှုတစ်ခုလည်းဖြစ်တယ်။တနေ့နေ့ဒီအမှုတကယ်ဖော်နိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ဒီနေ့မှာတော့မီယာဆာဝါမိသားစုအမှုအခင်းအကြောင်းနဲ့ပတ်သက်တဲ့စုံစမ်းစစ်ဆေးသုံးသပ်မှုကပြီးဆုံးသွားပါပြီ။ ဒီအမှုခင်အကြောင်းအသေးစိတ်နားထောင်ပြီးွားတဲ့နောက်တကယ်ချင်းတို့အနေနဲ့ဘယ်လိုထင်မြင်မှုတွေရှိလဲဆိုတာကို comments ကနေတဆင့်လာရောက်ဆွေးနွေးလို့ရပါတယ်။ကျွန်တော်အနေနဲ့ဆိုရင်တော့ဒီအမှုခင်အကြောင်းအားလုံးကိုစုဆောင်းနေတဲ့အချိန်မှာဆိုရင်ဘယ်လိုထင်မြင်မိသလဲဆိုတော့ဒီလောက်သဲလွန်စတွေအများကြီးရထားတာတော့လူသားသမားကိုမဖမ်းနိုင်ခဲ့ဘူး။ဒီလူသားသမားကကျွန်တော်အမြင်နဲ့ဆိုရင်သူကဒီတိုင်းလက်ရဲစက်ရဲတဲ့အောက်တန်းစားလူမိုက်တွေတော့မဟုတ်တော့ဘူး။တကယ်ကျွမ်းကျင်တဲ့ကြေးစားလူသားသမားတစ်ယောက်လည်းဖြစ်နိုင်ခြေရှိတယ်။ဘာလို့လဲဆိုတော့လူ4ယောက်ကိုတညထဲပြပြဖြစ်ဖြစ်နဲ့တတ်နိုင်တဲ့နောက်သဲလွန်စတွေခြံထားတာတော့သူ့စီရောက်သွားနိုင်တဲ့ဘာသဲလွန်စမှမပါဘူး။လူမတတ်ဘူးတဲ့လူတွေဆိုရင်ဒါမှမဟုတ်ရဲတွေရဲ့စစ်ဆေးမှုပုံစံတွေကိုကောင်းကောင်းသိထားတဲ့လူမဟုတ်ရင်တော့ဒီလောက်ရဲတွေမြေလှန်ပြီးရှာတာခုချိန်ဆိုဖမ်းနိုင်လောက်ပြီမဟုတ်လား။တကယ်ချင်းတို့လည်းကိုရှူတောင်းနဲ့ဆိုရင်ဘယ်လိုထင်မြင်ကြလဲဆိုတာကိုလာရောက်ဆွေးနွေးလို့ရပါတယ်။ဒါနဲ့ဒီအမှုကိုပြောပြတုန်းမှာနားရှုပ်သွားတာတွေရှိခဲ့ရင်တော့ခွင့်လွှတ်ပေးပါလို့တောင်းဆိုပါတယ်။အမှုအခင်းနဲ့ပတ်သက်တဲ့အချက်အလက်မှန်သမျှကိုတော့အင်တာနက်ပေါ်ကနေတဆင့်စုဆောင်းထားတာဖြစ်လို့လွယ်မှာမှုတစ်စုံတစ်ခုရှိခဲ့ရင်နားလည်ခွင့်လွှတ်ပေးပါ။ဒီအမှုနဲ့ပတ်သက်တဲ့နောက်ထပ်အချက်အလက်တွေတကယ်ချင်းတို့စီမှာရှိခဲ့ရင် comment ထဲကနေတဆင့်လာရောက်မျှဝေပေးနိုင်ပါတယ်။ပြုပြင်စရာတွေရှိရင်လည်းတကယ်ချင်းတို့ယဉ်ကျေးစွာအကြံပြုပေးနိုင်ပါတယ်နော်။ပြောပြတုန်းမှာဂျပန်နာမည်အသံထွက်မပေးတာတွေရှိခဲ့ရင်တော့သည်းခံပေးပါနော်။နောက်ပြီးမြန်မာအသံထွက်မပေးတဲ့နေရာမှာလည်းအရေးမယူဖို့တကယ်ချင်းအားလုံးကိုမေတ္တာရပ်ခံပါတယ်။အစုံထိနားထောင်ပေးပြီး subscribe မလုပ်ရသေးတဲ့တကယ်ချင်းတွေလည်းနောက်ထပ်လာမယ့်စစ်စီတုံးတမှုကိုမြည်ရအောင် subscribe လုပ်ထားရင်လည်းကောင်းပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။တတပါနော်။